တာအမလေးလာစမ်းမအောင်အေးညီကငါမမြင်ဘူးထင်ပြီးတော့လေခိုးဝင်ခိုးထွက်လုပ်နေတာလားဟာလားအေးတိတာဟဲ့အေးတိတာလာအောင်ဟာအမေရာကျုပ်အေးတီတာဆိုနာမည်မခေါ်ပါနဲ့ဆိုဟမ်သွားလေသူနင့်အဖေ9ယောက်ကြားနင့်ကိုအေးတီတာလို့မှဲ့ပေးခဲ့တာလေနင့်မနဲ့အောင်တင်းကိုအယူထားပြီးမမြဝင်းမှဲ့တာငါတော့အေးတီတာပဲခေါ်မယ်ဟေးမမြဝင်းမခေါ်နိုင်ဘူးအမေကျုပ်ကအဲ့နာမည်အဟောင်းရုံလေးတနေ့လုံးကမေ့နေတာကြားလာပြီအခုအားလုံးကကျုပ်ကိုတီးတာညဝင်းဘူးအမေမညဝင်းသာစနာရဲ့မင်းများနေလားကွယ်ဝိရှာသူမောလို့ငိုရလိမ့်မယ်ဝိရှာသူမောလို့ငိုရလိမ့်မယ် ဟေ့အောင်တယ်ရဒါကမောင်ထိုင်လာမောင်ခဏဟုတ်ကဲ့ပြီဖေးဒီရောမှာဘာဖြစ်နေလဲဆိုတော့မမေးဘူးဟမ်မင်းကတော့တချင်းလေးအေးအေးနဲ့အခုဝေကောင်းစားလာဝတ်ပြီးတော့ရွာရုပ်ကောရှောက်လေတော့မှာမလားဖေရဲ့ဒီနေ့ပျော်လုံးတော့တချင်းလေးညင်းမိတာပါဗျာအဲ့ဒါအပြစ်လားဖေရဲ့ဖေနေသမောကို့အဖေတော့ဂီးမဆိုင်ဘူးလားဆိုတော့ကိုဂီးဆိုင်မယ်အဖေကြီးကလည်းအလက်ကြီးရှိပါသေးတယ်ဗျာဖေဒီဘက်ကိုတက်ကြည့်ဒီဘက်ပါတချန်တော့အတိုင်းမင်းနဲ့စောင်းနေအဖေလေပြက်ချင်နေရလားမပေါ်နဲ့တော့ဖေနောက်ပွေးလန်းကကိုတန်းလာတော့အဲ့လိုဖြစ်ပြီးတော့ခောက်ခနေပဲအဖေကတော့မပူပါနဲ့ဆရာတော်စီမှာဆေးတောင်းပေးမယ်အေးပါကျေးဇူးတင်ပါတယ်ဟဲ့ကောင်ဟောဖေတို့အဲ့ဒါခတ်တာပဲဂီးမဆိုင်တော့လည်းမဆိုင်လို့ဟောစိုက်ပြန်တော့လည်းခုအော်တယ်ဟာမင်းကလည်းဖေးကိုကြက်တယ်မရှိစကားတွေပြောနေသလားကွာအခုဟာကွာငါမှအသက်လဲကြီးပြီဟမ်ငါတယောက်တည်းစီးရင်နေတွဲလိုက်စီးပွားရေးတွေလှုပ်လိုက်နေမင်းအခုချိန်ထိမိဘကိုဘာတစ်ခုမှကူညီမှုမရသေးဘူးဟမ်အတန်းပညာကိုသင်ပါဆိုတော့ထုံးကန်တိုင်ကိုမသင်ဘူးလေကိုရံကို9ခါကြာအဖေဘာလို့အိုကြီးကြီးတွေရှောက်ပြောနေရလဲဒီလိုကိစ္စမျိုးဆိုတူတက်စီလေးပြောရမှာငါလှုပ်လိုက်ရကွာအေးမင်းကမခေသူဟုတ်တာမဟုတ်တာတော့ငါမသိဘူးမင်းအလေလိုက်နေတာတွေချင်းချင်းသွားအောင်မင်းကိုမိမပေးသားမယ်ငါတောင်းမင်းမယ်ကွာဟာအဖေကျုပ်ကဘယ်မင်းမှယူရမှာလဲမဟုတ်တာအဖေကလေဟာမင်းကလေငါတငယ်ချင်းရဲ့သမီးအေးသီတာဟမ်မင်းတို့ခေါ်နေတယ်မင်းတို့တငယ်ချင်းမြဝင်းဘာဖြစ်တာတော့ရောယုံလို့ပါဗျာအဖေကလေမင်းနဲ့ယုံရမှာတော့အဲ့မြဝင်းနဲ့မင်းနဲ့ငငယ်လေးတွေငယ်တငယ်ချင်းမဟုတ်ဘူးလားတယောက်နဲ့တော့အသွင်းသီးအဆင်းသီးတွေနောက်ပြီးတော့မင်းမြဝင်းကတစ်ဖက်သက်ကြိုက်နေတယ်ဆိုတာတနယ်လုံးသိတယ်အဖေရဲ့ရှစ်ကြီးခိုးပါတယ်ဗျာကျွန်တော်နဲ့မြဝင်းကတငယ်ချင်းပါပဲနော်အော်ဖေဟိုတည်းမဲ့သားစိတ်ဝင်စားနေတဲ့ကောင်မလေးတော်တော်ရှိတယ်ဖေရဲ့ဘယ်သူတို့ဘယ်သူကမှလဲဟိုဘက်ရက်ကွက်ကလေဥယေဝမ်းရဲ့သမီးသဲစုကရန်ကုန်မှာကြောင်းတက်နေတာမဟုတ်လားဟုတ်တယ်လေအခုဆောင်းဝဲပြီးလို့ကျွန်တော်တို့နေကိုပြန်လာမှာဟုတ်ပြီးတော့သဲစုကပြောတယ်ဟိုနေကိုပြောင်းတဲ့ချိန်ကျရင်တဲ့ကျွန်တော်ရဲ့ချစ်ကိုစဉ်းစားပေးမယ်တဲ့အဖေကျွန်တော်သွားတော့မယ်ဗျာနော်နောက်ကြလို့အမှတ်တွေပါရောနေဦးမယ်သွားပြီအစိုးရကအဲ့ဒီအမတ်ပြည့်လိုချင်တဲ့စိတ်ဓာတ်ရှိရင်ကိုရန်ကိုအောင်နာကြားလာနေပြီခွေးသားဟာကိုကောင်အောင်နေရလဲကွာဘာလုပ်နေမှန်းမသိအခုချိန်ကြီးကိုမလာနိုင်သေးဘူးမနေ့ကတော့လေငါတို့အရေးတကြီးကိစ္စပြောစရာရှိလို့ဒီမနေ့စောစောလာခဲ့ပါဆိုငါတို့ဒီမှာလာထိုင်ဆောင်နေရလေအခုချိန်ကြီးမလာနိုင်သေးဘူးဘာချဲနင်းကလည်းအောင်တယ်လည်းသူ့เจ้าနဲ့သူရှိလို့နေမှာပေါ့အောင်တော့အဲ့လိုအပြစ်မတင်သားမှာနဲ့နင်ကတော့ဒါပဲနော်မြဝင်းဘယ်အချိန်မဆိုလေနင်ကအောင်တဲ့ဘက်ကကြီးပဲနော်ဟိုကောင်အောင်တဲ့ကလေနင်ကိုရှိတယ်လို့တော့ထင်တာမဟုတ်ဘူးလာစောင့်နေရလဲကြားပြီလား sorry ပဲကွာအိမ်မှာဘိုးတော်ကြီးကလေစွတ်တွတ်ပြီးတော့ပေါက်ပေါက်တွေဖောက်နေလို့မနေ့ကိုလှစ်ပြီးထွက်လာရတယ်နော်စောင့်နေရကြားပြီလား sorry ကြားပါရဲ့အောင်နေငါတို့ရောက်တာမကြသေးပါဘူးဤတစ်ပုတ်စားလောက်လေးပဲရှိသေးတယ်မြဝင်းတော်တော်ကြာနေပြီလေတော်တော်ကြာနေပြီလေဘာချစ်တယ်လဲမကြပါဘူးဆိုအောင်နေနင်ကလေဒီနေ့လွတ်လန်းနေမှာလားဟောလွတ်လန်းဆိုအောင်နေအချစ်အတွက်ပြင်ဆင်လာတာလေဒီရွာမှာအောင်နေသိရမလားအောင်နေနင်ကလေငါတို့ပြင်လာမယ်လို့ငါမထင်တာဘူးသိလားဘာလာပြောနေတာလဲဟမ်ဒီကြောင်မူကြောင်လဲဟမ်ဘာစကားတွေပြောလဲငါ့ကိုပြန်ပြောစမ်းအောင်နေလေနင်မငါတို့ပြင်လာဆိုညနေတော့မနေတတ်တော့မဟုတ်တာကွာဒီမှာဒီနေ့ငါဟောလို့လမ်းဆုံးပြင်ဆင်လာတယ်ဆိုတာလေငါဟိုးခြင်းနဲ့ချစ်ခဲ့ရတဲ့သဲစုလေးဒီနေ့ရန်ကုန်ကနေဒီကိုလာမှာအဲ့ဒီတော့ငါအလန်းဆုံးနေပြင်ဆင်လာတာညာဝင်ဟုတ်တာအော်ဟဲ့ဒါနဲ့မင်းမနေ့ကငါတို့အရေးတကြီးကိစ္စပြောစရာရှိတယ်အဲ့ဟာလားဟုတ်တယ်လေသဲစုလေးကငါတို့အရေးကြီးဆုံးကိစ္စပဲလေကွာမင်းကလေပြီးရကဲအခုမင်းပါတော့မှာဘာမှလည်းမတောက်တော့ဘူးဘာမှလည်းမစားတော့ဘူးသဲစုလေးလာမဲ့အချိန်ကိုရက်ွက်ထိန်မှာသွားဆောင်မယ်နော်နောက်ကြလို့မဖြစ်ဘူးကဲရောက်နေဘလို့လဲမင်းတို့စားလို့တောက်လို့ပြီးပြီလားပြီးရင်သွားမယ်လားကဲကြော
တောင်းမယ်ဟဲ့မြောင်ဝဲ နာတော့ ဘာဖြစ်နေတာရုပ်ကအီးမှန်ရုံနဲ့မလိုက်ဘူးလားမလိုက်လည်းနေခဲ့လာရအောင်သွားမယ် လိုက်ပါခဏနေဦး မြောင်ဝဲတေးပါကိုကမောင်ကြီးပါလေငါတဲစုအလာကိုစောင့်နေတာမလား အောင်နေလို့ပါလားနေဦးတယ်ကွာငါလည်းငါဒူမာကြီးဒီနေ့ရန်ကုန်ပြန်လာမှဆိုလာစောင့်နေတာငါနဲ့မင်းတို့ဘယ်သွားကြမှာတော့ ဘယ်မှမသွားဘူးကျွန်တော်လည်းတဲစုပြန်လာမယ်ဆိုလို့လာစောင့်နေတာ ကောင်းတာပေါ့ကွာအဖော်ရတာပေါ့ ဒါပေါ့ကျွန်တော်သိရတဲ့လောက်ကတော့တဲစုမှပြန်လာမယ့်အချိန်ကဒီချိန်ပဲ တဲသိနေပါလား သိတယ်လေအောင်တယ်ဒီရောမှာအကြတာအစားအကုန်သိတယ်နော်ခေသူမဟုတ်ဘူး ဟုတ်ပါပြီ ဟောဟိုးဆိုင်ကယ်ရီနောက်ကနေပါလာတာအတဲစုပဲဖေ။ ဟုတ်လို့လားကွာ ဟုတ်တယ်အဲ့သူကားဂိတ်ကနေဒီကိုဆိုင်ကယ်ရီငှားလာတာမယုံကြည့်လိုက်ဟာ ဒီဘက်မှာလို့လေတပည့်ကိုစောင့်ရကြာလိုက်တယ်လေ အာမကြသေးပါငါတို့မှာလေသမီးရဲ့ဖေးမေးရလေသမီးအလာကိုအိမ်မှာစောင့်နေကြတယ် ဟာပဲစုကြည်စမ်းမောင်ဟာနေတလုံးတစ်ခိန်းတွေကိုလွတ်လှလာတယ်နော်ဟဲ့မြောင်ဝင်းဘာချစ်တဲစုကိုကြည်စမ်းမောင်မလှဘူးလားဟမ် လာဟဲ့ နေပြန်လာမယ်ဆိုလို့လေဟိုငါဥပမောင်ရဲ့ဒီမှာလာပြီးတော့စောင့်နေတာဟာ ဟုတ်ပါပြီအောင်တယ်လားငါတို့သွားကြအောင်နော် အေးပြီးသမားထုတ်တယ်ဟဲ့မြောင်ဝင်းရော့ညဒီရှင်းတယ်ဘာချစ်မင်းတော့ဒါတဲ့လူကောင်ကြီးပြီးတော့လိုက်ကိုမသိဘူးနော်လူတစ်ယောက်ရှိရသွားဟုတ်ပြီလားအနောက်ကနေတဲစုနဲ့စကားပြောရင်လိုက်ခဲ့နော်သွား သွားပါနေရလေ ကြည့်ရတယ်မကြီးမသားနဲ့ မဖေးမှာလည်းဖချင်အောင်တယ်မို့ အောင်နေရလေတဲစုမအောင်ငကုံလေးကကြိုက်နေတယ်တည်ရတာလေပြီးတော့လေတဲစုမမျိုးချောင်းတက်တယ်မွတ်တက်စားတက်တော့လေအဲ့လိုပြီးလှနေရနော်ပြီးတော့လေအောင်နေကနေတကယ်ချင်းစိတ်တဲ့ပူလာလည်းမဟုတ်ဘူးကိုတို့ကကိုမရှာစမ်းပါနဲ့မြောင်ဝဲညီကိုကြည့်ရငါပင်ပန်းနေအောင်နေကပြောသေးတယ်တဲစုမနဲ့သူနဲ့အချင်းကြီးတိုးတက်နေပြီတဲ့တဲစုမဖုန်းနဲ့လေသူတို့တွေဆက်စီပုံတွေရိုက်ပြီးတော့ Facebook ပေါ်တင်လိုက်ပြီတဲ့ ဆက်စီပုံလေးရိုက်ပြီးတင်လိုက်ပြီဟုတ်မလေးသွားပါပြီငါဘူအောင်တယ်သွားပါပြီငါအောင်တယ်လေးတော့ပါပါပြီနော် ဟုတ်လေနင်းအဲ့လောက်ထိဘာဖြစ်နေလဲ နေမပြလေသူတို့ဆက်စီပုံလေးရိုက်ပြီးတင်နေပြီနော် ဒီလိုရိုက်ကြလေဒီလိုမျိုးရိုက်ကြလေအဲ့လိုမျိုးရိုက်ကြလေ ဟာအဲ့ဆက်စီပုံမဟုတ်ဘူးဆက်ဖီ အဆက်ပြီလား ဆက်ဖီဒီတဆင်ရလာဆက်ဖီအော် အေးဘူးလားသူတို့ iPhone တွေရိုက်ပြီးတင်လိုက်ပြီ လောက်ရတာပဲနေရလေတော်သေးတာပေါ့မင်းကအောင်လေးမပါသေးဘူး အော်သူကအကြံတစ်ခုတော့ပေးကြည့်မယ် ဘာကြလဲ ဟာဟဲ့တဲစုမလေမျိုးကအဝင်းစားတွေမျိုးကမိတ်ကပ်တွေနဲ့လွတ်လှနေတာနင်းနဲ့လေအမိုက်စားဝစားတွေအမိုက်စားမိတ်ကပ်တွေနဲ့အောင်လေးကိုပြကြည့်လိုက်ပါလားအောင်လေးစိတ်ပြောင်းပြောသွားနိုင်တာဗောပြီးတော့လေနင်းရလေနှစ်ကားပဲကြားနဲ့ကြက်တောက်ပြီးနဲ့ဒါပဲ ဟုတ်တယ်ဘာကြီးอ่ะနင်ပြောတာငါလုံးဝမစဉ်းစားမိဘူးကျေးဇူးပဲတင်ငယ်ချင်းอ่ะဘာပဲပြောငါချစ်နေရတူဆိုတော့ကျန်းသားကြမှာမေပတ်စံလေးနဲ့လာပြပါလားဟင်ဟဲ့ညတော့ငါသမီးအေးဒီတာမဟုတ်ရတာလေ မမြဝင်းမှာအမေရဲ့အမေသမီးမမြဝင်းမှာ ဒီဟုတ်ပါလေလားဟုတ်ပါလေလား ဟောနောက်ကျောအလှတွေကြည့်နေလို့ ဆဲလာပေါ့ရိုက်ပါပေါ့ညဘလို့လေးဝတ်ထားတာလေကြီးဟဲ့ကြီးဘလို့လေးဝတ်ထားတာလေကြီးဘိုက်ကပေါ်ပေါင်ကပေါ်ပေါ်နဲ့မလေးနော်ဝတ်စားတာတော့ဘလို့လေးလည်းမသိဘူးဟမ်မျက်နာလေရဲတော်နေတာပဲကြီးဖျားပွဲမှာလာကလေဇက်မင်းသမီးအိုအိုကြီးကြားနေတာပဲဒီကဘလို့လေးဝတ်ထားတာလေငါမမြင်ဘူးတာလေညီဝတ်ထားတာကိုအေး ဟာအမေဒါလေမြို့ကပြန်လာတဲ့ဟိုမိမလေးတဲစုမအိမ်မိမတို့ဟိုတဲ့စတိုင် မလေးညီတို့စတိုင်ကလည်းငါမျက်စိနဲ့မတွေ့ပါဘူးအေးလိုက်လို့ကိုမမိပါဘူး ဟာဘယ်လိုက်လို့မိမလဲအမေအသေးနဲ့ဆိုင်ထဲမှာနေပြီးနှလုံးတွေပဲတွတ်နေအောင်အမေမျက်လုံးတွေအမြင်ကြည့်နေတော့လေဟိုရန်ကုန်မြို့ကအမေရိကန်ဝီရှင်းဆိုအဲ့ဆိုင်မှာလိုက်ပြမယ် မလေးပြမနေနဲ့နော်ပြစရာမလိုအခုညီမုံမိုးတောင်းလာမလားရမယ်ကဲရောဒါဘယ်လိုသွားမှာလဲ ဘိုးအောင်ကမညဝင်းအလှနေနေအောင်တွတ်ပြမလို့ပေါ့အမေ ။ညောင်ရဲ့ဒီနေ့ကဘာလို့နောက်ကျနေလဲမသိဘူးကွာဟဲ့
ဟောတင်းစုကဒီနေ့စိုးတော့မှားရတာကွာမင်းတို့အဲ့ဒါပဲအောင်လေးစိတ်ညစ်တာအဲ့ဒါတွေပဲ ဟုတ်ပါပြီအော်ဒီဟာဟိုကလေမင်း10မိနစ်15မိနစ်ခဏစောင့်လိုက်ဟုတ်လား10မိနစ်ပြည့်လို့မှညာဝဲမလာဘူးဆိုရင်မင်းတို့ပဲကဲ ဟဲ့ပြီးတော့ကွာအဲ့ဒါသူဒုက္ခပဲဟာဟဲ့အဲ့မြောင်းဝင်လာရအောင်ဟာပါလဲကွာ ဟုတ်တယ်လေ ဟာ ကြောက်နေတာကြာသွားပြီတော့ငါလည်းစိုးစိုးလာမလို့ပဲဟာထွက်ကန်ဒီမှာအမေကထုံးစံတိုင်းပေါ့စီလေးလုပ်နေအဲ့နင်းလေးနောက်ကြဘာလဲနင်တို့ငါ့ကိုကြည့်လိုက်တာဘာလို့လောက်ကြည့်နေအောင်လေဟာအရင်လှနေလို့လေအသက်ရှူတွေပါမှားသွားလိုက်တာ ဟာထွေးနေဒုက္ခပဲဟာမြောင်းဝင်နေဘာလို့မတော်တယ်အင်ကြီးနေရှောက်ဝင်နော်မနေတော့ကြည့်ညို့တဆိုင်တော့ဝိုင်းကြည့်နေမရှက်ဘူးလားနေဒုက္ခပဲဟာ ဟုတ်လည်းဟုတ်တော့ပဲညာဝဲဟာနေရလဲစီဝက်တာကတက်ကရမ်းနေ ချစ်နေမပြောတဲစုမကိုရှင်နာငါ့ကိုသူ့လိုခိုးဖို့ဒီဖို့အင်းကြီးဝတ်ဆိုနေမပြောပြရလဲငါ့ကို ဟုတ်တယ်လေငါပြောတာတဲစုမလိုပုံစံမျိုးဝဲလို့ပြောတာအခုကနည်းနည်းမတော်ရင်ခလေးနေဝဲလာတယ်လေ အော်ဟဲ့အောင်ဘာချစ်လက်ဆက်တော့မင်းမြောက်ပေးထားတာဟိုရ ဒီမှာရောက်ရာဇဝင်ထဲမှာလာဘုံအောင်တွေကမမြောက်ဘူးချစ်ချစ်မယ်ရောက်ခက်တဲ့ဘုံအောင်တွေကတဲဆူပဲချစ်တယ်ရောက်ထိုးပြီးရောက်ငါထိုးပြီး မဖေးတော့လားအောင်လေ တဲဆူစီသွားမယ်လေ ဟာငါလည်းလိုက်မှာ ဟာငါ့ကိုခေါ်တာလေနင့်ကိုခေါ်တာမဟုတ်လေနင်ဘာလဲလုံးမှာ မင်းအောင်ငါလိုက်မှာ မငါလိုက်ခဲ့ပြီမယ်နော်သူ့ခေါ်လိုက်ပါ မင်းတို့ဒုက္ခပဲကွာဟဲ့အောင်ပြောပြတယ်လိုက်ခဲ့ဝါရော ကဲလာမ ကိုကိုဝင်လာလေ အေးတော့ငါတော့နေတိုင်းနေဟဲ့ငါပတ်သက်ထားခဲ့ရဲ့ငါကတော့ လက်စုမ အပြင်လာလေအော်မချစ်လို့ညောင်းလို့ပါလာတာကို ဘာလဲနင်ကငါတို့လိုက်လာတာမကြိုက်ဘူးလား အော်မဟုတ်ပါဘူးနေနေရတယ်ငါတို့ကတနေ့အကြောင်းတွေပဲတကယ်ချင်းနေပဲဥစ္စာလား လာစစ်စီရဲ့ဒုက္ခ ဟဲ့ညောင်းဝင်ဒီလိုလေးငါအခုမှတေချာကြည့်မိရသေးလားနင်ကအစမ်းကြီးလှနေပါလား ဘာအစမ်းလဲနင်တော့ငါအဲ့လိုမျိုးတွေမပြောနဲ့မြို့ကိုကြောင်းသွားတတ်တာဖြစ်အီးတစ်ပေါက်လောက်ပဲရှိသေးတယ်မြန်မာစကားမြန်မာနားလေအောင်မပြောတတ်တော့ဘူးလားဘာအစမ်းလဲ မြောက်ဝင်ဒီမှာအဲ့ဒါ Facebook မှာခေတ်စားနေတဲ့ဘန်းစကားဟာနော်ကိုကြီးကိုကွေးလို့ခေါ်တယ်အစမ်းလာတယ်ဆိုတော့နေ့ကိုအရန်လာတယ်လို့ပြောတာမိန်းကလေးချင်းချီးကျူးနေတာလေဘလို့သွားပြီးရန်နေလုံနေတာတော့ ထားလိုက်ပါဦးလေ तू ကမသိလို့ပြောတာလေဟိုညောင်းဝင်နင်တကယ်လှလာသိလားနင်ကလေအခုလိုပြင်လိုက်တော့ရန်ကုန်လိကျနေရပဲ အဲ့လိုပဲဖြစ်နေရမှာလေဒီလိုမှမပြင်တာမစင်လာဘူးဆိုရင်ကိုယ့်လူကသူများနဲ့ပါသွားမှာပေါ့မီးဆိုတာမလောင်ခင်ကြိုပြီးတားတာ ငါစိတ်နေရတော့ညဝင်းဟမ်နင်တောက်ကြသမီးလည်းမဟုတ်ပဲနင်တော်တော်စကားများပါလားဟမ်ရန်နေပြီဖီးလုံနေဟလားတဲသူအိမ်ကိုသွားဖို့တည်းနင်တို့ညစလုံးငါခေါ်လာလေငါ့ကိုပြောချင်မရဘူးနေပဲရန်ဖီးလုံနေတယ်နော်တိတ်နေတဲစုလေဟိုကောင်းနေုံလေပြောစရာရှိတယ်ဆိုပြီးခေါ်တာအဲ့ဒါဘာပြောမလို့လဲပြော ဟုတ်တယ်ပေါ့နဲ့ဟိုတဲဆုမာလေးအခက်အခဲလေးတစ်ခုဖြစ်နေလို့ကိုအောင်တင်ကိုကူညီတောင်းချင်လို့ကိုအောင်တင်နဲ့နှစ်ယောက်တည်းအေးစီစကားပြောချင်နေ ဟာကိုအောင်နေနဲ့နှစ်ယောက်တည်းအေးစစ်စကားပြောချင်တယ်ဟာဘဝန်တာလိုက်တာရင်းနေတော့ခုံးလာတယ်သိလားဟောမတဲစုလေမရဘူးဆိုတော့ဘာမှမရှိသေးဘူးနော်ပေါ်နေပြီးရင်လေအားလုံးပြီးစီရမယ်ဟိုတဲစုလေဘာရဲ့အစီအစဉ်ဖြစ်နေလဲခုံးလေးကိုပြောပုံလေးကိုပြောဒါမဲ့လေ အော်သဘောပေါက်ပြီအဲ့မြောက်ဝင်းဟမ်ဒီမှာပြောနေတယ်နှစ်ကိုကြားပြောချင်တယ်တဲ့နှစ်ကိုကြားငါ့ကိုအကူကြီးတောင်းချင်တယ်တဲ့အဲ့တော့မင်းတို့နှစ်ယောက်ဆုံးလက်တော့သွားထိုးအဲ့တော့ နင်တို့ပြောပါလားဟော ညောင်ကသွားလို့ပြောနေတယ်လေ ဘွား ဘာကြီးခေါ်သွားစမ်းကွာသွားသိကကနေကွာဒီကောင်မငါလုံးလိုက်ငါဒီတော့ခေါ်လာမိတာကငါရဲ့အမသိကကနေကွာ အဲ့ဒါမမရိုင်းနဲ့တော့ ဟဲ့အောင်နေ ငါရှုပ် ဟဲ့မင်းတို့ကောင်ကဘာကောင်နေလဲရောက်ဟမ်မင်းတို့တရားသားချင်းကြီးမင်းနိုင်မီးကျင်လာလားရောက်ဟဲ့အောင်နေဆိုတဲ့ကောင်လည်းလေအဲ့လိုမျက်စိထဲမှာရှုပ်မြင်လိုက်ဟဲ့အောင်ဒီလိုဆိုတယ်ရောက်အဲ့ဟိုတော့အပေါင်းတော့လို့နော် ဒီတော့တော်ပြီနော်ဒီတော့
တို့လူကြီးရောက်ကြလာပြောမမတော် 好呀，哎呀，都3年了，我没让你哎呀，那3年了。 ခေါင်းနာတယ်နင်တို့ကနောက်ချက်တယ်နင်တို့ကလည်းပြဿနာချတယ်လူကြီးရောက်သွားတယ် ပြောရမယ်ဒိုးလိုက်တော့ရဒိုးလိုက်တော့ ဟုတ်တယ်ဒီဘယ်နာလာသေးလဲ ရတယ်ကိစ္စမရှိဘူးမြက်ခေါ်တော့နဲ့နာတယ်အဲ့ဒါနေစမ်းပါဦးဒီဟောဒီချင်းကအပေါ်ပါတော့ကြော်ရလာတယ်ဟမ် ငါနင့်ကိုပြောစရာရှိလို့နင့်ကိုလိုက်ရှာတာ ဟုတ်ပြောတာရှိလို့ညလှုပ်ပြန်ပြီကဲပြောပါသေးတာလေ ဟိုတနေ့ကလေနင့်ကငါပြောစရာရှိလို့ပြောပေးတာအဲ့ဒါမြဝင်းတို့ပါနေလို့ပြောလိုက်ရ အော်အဲ့ကိစ္စကိုပြောရလားโอเคသဘောပေါက်ပြီအခုဒီမှာဘယ်သူမှမရှိတော့နင်းနဲ့ငါ2ယောက်ထဲနင်းကဟောပြော ငါဖေကလေငါဟိုဘက်ရွာတထေးရောက်တယောက်နဲ့ပေးစားမလို့လေငါသူ့ကိုမလို့ချင်ဘူးဟာ ဟောငါသဘောပေါက်ပြီတဲ့စုပဲနင်တို့မလို့ကျွန်တော်နင်ငါးစီလာတယ်ဟုတ်လားစိတ်ချငါနင့်ကိုယူမယ်ငါနင့်ကိုတောင်းဝင်ယူတယ်ဟာနင့်ကိုတစ်သက်လုံးစားတော့ကိုငါတောင်းဝင်ယူတယ်ဟုတ်လား စိတ်ပိုင်အောင်တယ်ရဲ့နင်ကတမျိုးငါလေယောက်ျားကိုမယူချင်သေးတာ ဟာနင်ဒုက္ခပဲဟာနင်ရောအမျိုးဖြစ်နေနင်ငါးစီလာတော့ငါ့ကိုလိုချင်တယ်ထင်တာဗောနင်ကဒုက္ခပဲ ငါလေနင့်ကိုတိုင်မင်ကူညီတောင်းရရှိရဲဆိုတာလေငါမှနင့်မှရေးစားရှိတယ်ဟာအဲ့ဒါလေသူ့ကိုဒီလိုလာခဲ့ပေါ့ငါ Facebook ကနေခေါ်ထားတယ် ဟာနင်လှုပ်ပြန်ပြီနင်အမျိုးနင်တယောက်တည်းကိုဖြစ်နေတာနင်ကောင်ရွာခေါ်ပြီးနင်ဘာလုပ်မှာလဲဟမ်အဲ့တော့လေးများအောင်လေးကူညီပေးလို့ရတယ်လက်စုလေးကိုအောင်လေးကူညီပေးမယ်နော်နေရအဲ့ဒါစိုးရပြောနေပြီးရောဟုတ်နိုင်ဒီရင်ကတော့ခင်ဗျားတက်ရမယ်ကျုပ်ရဲ့အိမ်ပဲခင်ဗျားဒီအိမ်မှာအေးစစ်စစ်တတရနေလို့ရတယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါဗျာအခုလိုကူညီပေးတာကိုပဲကျေးဇူးတင်ပါပြီဗျာ ရပါတယ်ဗျာခင်ဗျားအဲ့ဒါဒီဘာမှခေါင်းနဲ့ထည့်မနေနဲ့နော်ဒီမှာဒီအိမ်မှာခင်ဗျားဘာအကူညီလိုတာရှိလဲကျုပ်ကိုပြောကျုပ်အစစရအားလုံးစားဖို့တောက်ဖို့ကစားကူညီပေးမယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါဗျာဒါနဲ့ကုံတိတ်မှာဘယ်သူမှမတွေ့ပါဘူးဗျာ ဘယ်သူမှမတွေ့ဆိုဒီအိမ်မှာကျုပ်တို့သားပါ2ယောက်ထည့်နေတာအဖေကတော့ဟိုဘက်နေမှာကုန်းသွားရောက်နေမနေ့ပြန်မှပြန်လာမှာအမေကတော့မရှိတော့ဘူးဗျာသိပြီ အော်စိတ်ကောင်းလိုက်တာဗျာ ဟောခင်ဗျာဒုက္ခပဲဗျာဘာမှစိတ်မကောင်းဖြစ်မနေနဲ့နော်လူတွေအားလုံးသေမျိုးကြီးပဲအမေလည်းတေကြီးနဲ့လုံးသေသွားတာခင်ဗျာရင်ထဲမှာဘာမှစိတ်မကောင်းဖြစ်မနေနဲ့ဟမ်ခင်ဗျာကောင်းနေမှာမှတ်ထားရမှာတကူကဒီအိမ်မှာဘာပဲအကူညီလို့ကျုပ်ကိုပြောစားဖို့တောက်ဖို့ကစားကျုပ်အားလုံးကူညီပေးမယ်ဟုတ်ပြီလားနော်ဒါပေမဲ့အပြင်တော့လုံးဝထွက်လို့မရဘူးအပြင်ထွက်ရင်တခြားဒီဇိန်းတယောက်သာမြင်တော့လို့ရှိရင်အကုန်လုံး short တွေတက်ကုန်မယ်နော်ဒီမှာခင်ဗျာလောလက် easy နေဟုတ်ပြီလား စိတ်ချပါဗျာကျွန်တော်ဒီကနေဘဲမှမသွားပါဘူး ဟာဟုတ်ပြီ okay ညကြမှာကျုပ်တို့တိုင်ပင်ထားတဲ့အတိုင်းဆက်ပြီးလုပ်ကြမယ်ဟုတ်ပြီလား okay easy နာကျုပ်လည်းလိမ့်လာအောင် ပြောနေတာရောလူကြီးစားတာရုံးမှလည်းပုံနေပြီတဲ့ မင်းကလေကွာပေါက်ပေါက်ရှာရှာလူကြီးကအယုံမနဲ့ကစားမှာ အော်ရောငါတကယ်ပြောနေတာအဲ့ရုပ်ကကြီးလည်းကစားလို့ကောင်းနေတဲ့ပြီးတော့တရုတ်ကိုလည်းတောင်းသိ30လောက်ကိုပေးရတယ်ရော ဘာအယုံမတယောက်ကို330 ဟုတ်တယ် ဟာမင်းကလေဈေးကောင်းလိုက်တာကွာ အော်အကောင်ဆိုပေးတဲ့စီနဲ့တောင်းကောင်းနေမှာဟောမင်းကလည်းကြောက်တော်တော်လေးကိုကစားလို့ကောင်းနေပြောတယ် ကစား အဲ့တော့ငါလည်းသိဘူးရောငါလည်းကြားဘူးတော့ငါပြောတာဖြစ်နေရင်ငါလည်းပြုံးလို့ဝေးနေတာပေါ့အဲ့ဒါပေမဲ့မရပါဘူးကွာဘိုးတို့တီလို့တော့ငါအေးကနေဒီလိုမိုးရောဒီလိုဒိုးရမှာ မင်းကလေကွာဒီလိုကပါလေ ဟမ်အေးဝခေါင်းနဲ့စင်းတော့ပြောတာလေကွာ မင်းကလည်းစမ်းကြီးပဲကွာ ကဲမြစ်တိုင်ငါတို့ကော်ဖီတစ်ခွက်ပြီးတော့မုံငါရှိသမျှစားလို့ရသမျှအကုန်သားချ ဟုတ်ကဲ့ရမယ်မြောက်ဝေးဒီပါလေးဖြစ်လာဟမ် ပြောနေရလေညဝင်းတို့ပြောနေတာတရင်တစ်ခုကြားပြီအဲ့တရင်တော့ညဝင်းအရန်ကိုပြောနေတယ် ဟဲ့နင်ဘာကြီးကြားလာလို့လဲမြောင်ဝင် နင်တို့မကြားသေးဘူးလား ကြား သူတဖြင့်အောင်တင်နင်အဲ့တရင်မသိသေးဘူးလား ဘာမှမသိဘူးမိုးလေးလေးအယုံမှပဲစိတ်ဝင်လာတယ်တော်ကောင်းတယ်ဆိုလို့ ဒါဆိုရင်လည်းညဝင်းတို့ကပြောပြရတာပေါ့အောင်တင်ရဲ့ ဟမ် တဲစုမလေးမနေညယောက်ျားတော့ခွဲရလိုက်သွားပြီ အော်တက်တော့တရားပဲအောင်လည်းကျင်းနေတယ်လေအရင်ပြောနေလေ အော်ဒီတဲသူမလေတဲသူမ ဟမ်ဒီမပြောရလေငါ့ပြန်ပြောဟမ်ပြောလိုက်တယ်ဘာပြောရလဲ ဟိုအောင်တင်ရဲ့တဲစုမမနေညယောက်ျားတော့ခွဲရလိုက်သွားပြီလို့ စောတေးဝရနေတေးကြတော့ငါတော့တယ်ငါတော့နေမဟုတ်လို့ငါတော့ နင်ကလည်းငါအခုပဲသူ့ချန်ရှင်းကဖြတ်လာတာသူ့ချန်ရှင်းမှာသူ့အဖေနဲ့အမေနဲ့သူယောက်ျားနောက်ခိုးရလိုက်တော့ကြောင့်နီးခဲ့တဲ့စာလေးကိုဖတ်ပြီးမရုံးသုံးငါးရဖြစ်နေငါတကယ်လုံးဝအခိုင်မှာပြေးကြတယ် မြောင်ဝင်တဲသူမဘလူးလက်လိုက်သွားတယ် ဟောနင်လေသူတို့ပြောပါတယ်ဗာလေဟိုရန်ကုန်ကလာတဲ့ရန်ကုန်သားတဲ့ရန်ကုန်သားနောက်ကိုမနှိရမှာလိုက်လာတယ် ဟဲ့အော်ဒီအဲ့လေမင်းမတဲသွားအဲ့လေမလား 哎呀，把气呀，别家人呀，我揍我了呀，别说嘛话，俺老就咱那说多了呀，不要我帮你比赛了呀，我帮我多了 ကျ 我， န်ဘဲလေ 不要也塞我，你到底来也呀？哎呀，
ပြောတာဗောမရောငါဒီနေမှာကြားတော့ကောင်းကွာနာမည်တစ်လုံးနဲ့နေတာကိုတော့ငါကြက်ဖြစ်သွားပြီကွာငါအော်တော့ငါအော်မှာလားကွာဟမ်ဖေအောင်နေမင်းမကျေနပ်ဘူးဆိုရင်လည်းကလစားပြန်ချီလိုက်ပေါ့ ကလစားချီရမယ်ဟာတိတ်ကောင်းတဲ့ကြံညံပဲကွာရောဟာသူကရန်ကုန်သားတယောက်ကိုရောင်းယူရတယ်အဲ့တော့ကွာငါလည်းရန်ကုန်သူတယောက်ကိုရောင်းယူပြီးလက်စားချီလိုက်မယ်ကွာဟာ你把你上光哪嘞？ဟုတ်တယ်လေဟာအဲ့ဒါကငါဘာကောင်းလဲဆိုတော့ तू သိမှာနော်အဲ့တော့ရန်ကုန်သူတယောက်ယောက်ကိုမရရှောင်းရှူမယ်ဒါပဲဟုတ်တယ်你ရန်ကုန်ကိုယူမယ်လို့ပြောတာ你ရန်ကုန်ဘယ်နှခေါက်ရောက်ဘူးလို့လဲဟာရောက်ဦးစရာမလိုအောင်ဟာတိတော်တိုးဝိုင်းရောက်ပြီနော်6ပန်ရန်ကုန်ရောက်တယ်အဲ့တော့ရန်ကုန်သူတယောက်ကိုမရရအောင်ရှူမယ်ကျန်တာတွေအားလုံးကိုမင်းတို့နဲ့ဆက်တိုင်မယ်ဒါပဲတော့လည်းတောက်မကွာရကောင်းကွာရဘာ350ဟုတ်လားဟုတ်တယ်350နဲ့ဆိုရင်ကျွန်တော်ရဲ့လှုပ်စားလို့ရပြီဖေရဟုတ်မှလဲလှုပ်ပါအောင်တင်ရဟုတ်ပါတယ်ဖေရနော်ဒီမှာဖေပေးတဲ့350ကိုပိုက်ပြီးတော့ကျွန်တော်ရန်ကုန်ကိုသွားမယ်အော်မှာဘာပစ္စည်းတွေခင်မီနေလဲဘာအဝတ်စားတွေခစားနေလဲအဲ့ဒါတွေကိုဝယ်လာမယ်ဒီမှာဈေးတင်ပြီးပြန်ရောက်မယ်နော်အဖေအမြက်ဘယ်လောက်ရမလဲဆိုတော့တွက်ပြီးသားဖေရဲ့ဒီမှာအဖေနှစ်ပေါင်းများစွာလောက်တာလေလीဟောဒီပဲဝယ်နှမ်းဝယ်အလုပ်ကလည်းခက်မရှိတော့ဘူးတိတ်ရောက်နေပြီဖေရဲ့ပြီးတော့တားကလေခေါ်ဒီအိမ်ကြီးတောင်းတစ်ပတ်တလန်းနေဝင်ထမ်းနေတာအဖေရဲ့ငါသားအလုပ်လုပ်ချင်ကန်ရင်သိချိတာတော့အဖေဝန်းတာတယ်ကွာဒါမှရန်ကုန်ဆိုတော့မင်းလည်းကြွချင်တာမဟုတ်ဘူးဟိုမှာလူလင်လူကောက်တွေလူဘော်ကျော်သမားတွေမင်းတို့ပြက်တရာကြာမကောင်းပြီတပုံကြီးရှိတယ်နော်ငါသားရဲ့အဖေသားလည်းလူလည်းပဲလေခေသူမမဟုတ်တာဖေရဲ့ဟိုပြီးတော့ဟိုတားလည်းငယ်တော့ကဒါရန်ကုန်ရောက်ဘူးလေဆိုရင်ပဲဟိုမြောင်ဝင်းရဲ့ဦးလေးရှိတယ်လေဖေရဲ့မြောင်ဝင်းရဲ့ဦးလေးကရန်ကုန်မှာနေတာအဲ့တော့မြောင်ဝင်းကလည်းရန်ကုန်မှာကြာခဏတော့သူလည်းရောက်နေတာဗောဟိုပြီးတော့တားတို့ရန်ကုန်မှာအလုပ်သွားလို့ရင်လေဟိုသူ့ဦးလေးအိမ်မှာပဲတဲမှာပြီးတော့ဘာချီလဲပါနေရပဲတားတို့တငင်း3ယောက်ဆုံးသွားမှာဟုတ်ပါတယ်ဦးလေးဟာဟိုကျွန်တော်တို့ကလည်းလေနေမှာလေယာပြန်စားဖြစ်နေတော့ကိုရှက်လာပြီရှက်တယ်ကျွန်တော်တကယ်ကြီးနဲ့တိုင်ပြီးအလုပ်တစ်ခုလုပ်ပြို့မင်းတို့တကယ်ချင်းတို့တိုင်ပြီးစုစည်းနဲ့စီးပွားရှာခြင်းနဲ့ဆိုတော့လေဦးလေးအနေနဲ့မတားတော့ပါဘူးကွာမတားတော့နဲ့ဒါပေမဲ့ငါသားအလုပ်တစ်ခုလုပ်တယ်ဆိုတာအောင်မြင်အောင်လုပ်ရတယ်အစကောင်းမှအနှောင်းသေးတာဟုတ်တယ်နော်အဲ့ဒီတော့ဘာမှမပူနဲ့ပြီအစာလဲကောင်းရမယ်အလဲလဲမညံ့ကြဘူးအနှောင်းကလည်းအကောင်းဆုံးဖြစ်စေရမယ်ဖေရဲ့ယုံလိုက်တော့မဟုတ်သေးပါဘူးအေးဒီတာရဲ့ဟုတ်ပါတယ်အမေရဲ့ကျုပ်တကယ်ပြောတာကျုပ်ကဒီမှာနေရင်ဘာအလုံးမှမလုပ်ပဲလက်ရနဲ့အလေလိုက်နေလို့အမေမခဏခဏပြောတာလေအခုအောင်နေလို့ရန်ကုန်လိုက်သွားပြီအလုံးလုံးလို့အောင်တင်ကရန်ကုန်သွားပြီးမလုပ်မှာဒီလိုအမေရဲ့ကျုပ်ရှင်းပြမယ်ကျုပ်ရဲ့အောင်တင်ရဲ့ပြီးတော့ဘာချေရဲ့ရန်ကုန်သွားပြီးခုမှဈေးတန်တဲ့ပစ္စည်းတွေဝယ်မယ်လေပြီးရင်ဒီမှာအမျက်တင်ပြီးပြန်ရောက်လို့ကုံရောက်ကုန်ဝယ်လို့ပေါ့အဲ့ဒါ3ယောက်ဆက်တူလုပ်မှာအလုပ်လုပ်တာတော့ကောင်းပါလေဒါပေမဲ့ဘာချင်တဲ့အောင်တင်မဲ့ရန်ကုန်သွားပါစေလားညီကကန့်လိုက်နဲ့ဘာလိုက်လို့ပါလဲဟောအမေကလေအမေဒီကောင်လေးအကြောင်းကိုမသိပါဘူးဒီကောင်လေးကလေတမီးလောက်ချမ်းကိုနှစ်ဆက်သိတာမဟုတ်ဘူးညီကဘယ်လောက်ကျွမ်းလို့လဲဟောအမေရဲ့အောင်နေလို့ကလေရန်ကုန်ဆိုတာဟိုးတက်ချီတွဲလောင်းရလောက်ကပဲရောက်ဘူးလားကျုပ်ကအခုအသက်ကြီးမှ2ခေါက်3က3-4ခေါက်လောက်ရောက်ဘူးလားလေနောက်ပြီးတော့ဟိုရောက်လို့ရှိရင်လည်းမင်္ဂလာသေးမှာဝယ်မဲ့မင်္ဂလိအသုံးဆောင်ပစ္စည်းဆိုတာမျိုးကကျုပ်ယူမှာဖြစ်တယ်။ဟိုမှာလည်းတင်းမဲ့အိမ်ကအမေရဲ့အကိုကျုပ်ဦးလေးဦးညီအိမ်မှာတင်းပါလေ။ဒါမှလည်းဒီစကားတက်တာမှာမလား။အဲ့တော့ကျုပ်ပါမှတင့်တော်မှာမေ။အေးဟုတ်တော့ဟုတ်တာရဲ့။ဒါပေမဲ့အမေကပါလဲသဘောမတူနိုင်ဘူးလား။ကျုပ်ကမလွတ်နိုင်ဘူးလား။ရတယ်တော့အမေမလွတ်လဲကျုပ်ကတော့ပွားမှာပဲအေးသိတယ်နော်ညီဟာလေအောင်တင်နဲ့ပတ်သက်လာရင်ဘယ်လိုတဆူထိုးနိုင်မှန်းကိုမသိဘူးမထူးပါဘူးငါမလွတ်တဲ့ညီကသွားမဲ့တူလို့ညီသဘောအမေကနော်တကယ်လို့နော်ဟေးဟာဘယ်သွားမလဲရုံးသွားမှာဗောညီတို့စောင့်နေတာမရုံးတော့လောက်ကြတယ်ဦးမိတ်ဆက်ပြရအောင်မယ်ဒါလေမြောင်ရင်းတို့နေရတငယ်ချင်းအောင်တင်နဲ့ဟောတော့ပါချက်အေးဟုတ်ပြီထားနေနေပေါ့ညဘယ်လိုပြောင်းဖြစ်သွားလဲဟမ်အေးဒီလားမလားအေးဒီကနေမြောင်ဘာလို့ပြောင်းမှာလဲဒါတော့
နောက်မှလေရှင်းပြတော့မယ်ဖြစ်ကြောင်းရေကုန်စင်ဟိုအခုလောလောဆယ်တော့နေရတကယ်ချင်းကိုမုံတွေးပြီးကွက်ကိုနာမည်ကြောင်းတယ်လို့ပဲမှတ်ထားတယ် ဟုတ်ပါပြီကဲအဲ့တို့လာအင်းစီနေကြနော်ဘာလို့လဲကိုယ့်အိမ်ကိုသဘောထားလို့လာနေပြီးတော့အရေးကြီးတာကနော်ဒီကောင်းကိုဖွင့်လူသိပဲလာလားလူပဲလာလားဘသူပဲလာလားလုံးဝမဖွင့်ရန်ကုန်မှာမဟုတ်ဘူးစိတ်ချတာမလုံခြုံဘူးအဲ့တော့ပြန်လာမှပဲအေးစီစကားပြောကြတယ်ဟုတ်ပြီနော်ကဲတော့ပြီ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျာ ဟမ် ဟဲ့ညောင်လီဦးလည်းဘောကောင်းပါလားဟမ် ဟုတ်တယ်နော် ငါတို့လေးပဲဟဲ့ငါနဲ့တူတာပေါ့ ဟေးလွဲနေကျိုးလို့မှကြေးဦးနေဒါရီမဟုတ်ဘူးလေ ရှင်းနေတာ ဟမ် ဟုတ်တယ်ထားကြည့်ဦး ပူသေးဘူးလားခါရငယ်ကောင်နာမည်ပြရတယ်လွဲနေတယ်ခဲလဲဆိုရင်ကျွေးဦးတော့ဖြစ်တယ်ဟောမစ်စရာဒီမှာလေကျွေးနေ ဟုတ်တယ်ဘာမှမဟုတ်တာရှိရှိနေကိစ္စလို့ ထားလိုက်ပါတော့ဟာကြေးဦးပဲဖြစ်ကျွေးဦးပဲဖြစ်ဆွဲလိုက်ရဆွဲပလားနော်ချိန်နေလည်းချီးပြန်ပါဆွဲ ဟုတ်တော့တော့နင် ဒီဘက်ဆိုလည်းဒီမဆွဲနဲ့ဟာငါဆွဲလိုက်မယ်ပြီးဟုတ်ကဲ့ဆက်ချီးစားရအောင် တော့ပါဘောနင် ဟဲ့ငါပြင်မျိုးရေးရှောင်းရအောင် တော့ နားလေးနေပါအောင်ဟာနော်ကော်ဖီလေးပဲတောက်ရတယ်ပြီးရင်တိုးဟာလောနဲ့အောက်ချောင်းလောမရှိ ဟေး ဘာသာခါရရှင်းလာလိုက်ဝါရောပြီးတိုးမယ် အေးအိုးအခုလေကျွန်တော်ဝိုင်းရှင်းမယ်နော် ဆုံးနေရပြနော်အေးဆုံးကြတာနေပဲ မျိုးလေးနည်းနည်းလေးနော် အေး တော့ဝိုင်းလာတော့ဟုတ်တယ်အဲ့ဒီလိုရေးတော့တယ် ဒီဒုက္ခမဲဆောင်တငေါ့ဘူး ဟုတ်ရော လေအောင်နေနေနဲ့တက်လာကြတာပဲ ဟုတ်ပါ ရှုပ်လို့ခက်တယ်မတ်တော့ဘူးကဲဘယ်လောက်ကြာလဲပဲပြောလိုက်တော့ဘယ်လောက်ကြာလဲ တော့ကြပြောတောင်းဝဲကြတယ် ဟမ် တက်ဝဲဘာလို့တက်တော့ဝဲပြသွားလဲကျင်းဦးတပွဲကဘယ်လောက်လဲ တောင်းတော့သူ့တော့သုံးဝဲ သူတို့တော့ဝဲ9000လေကောက်ပြရအောင်ကောက်ပြ ဟုတ်ပါ ဟာမရတော့ကွာဟာမဟုတ်လားအဲ့အဲ့တော့လမ်းမဝယ်တော့ထုတ်တရားပဲရှိတယ်ပြီးတော့ကျွေးကြရတယ်ကကိုယ်မြောက်နေပြီဟုတ်ပါပဲကွာ 1500အဲ့ဆက်တော့1500လား1500က3500လေခုနက9000 4500နဲ့ဘလို့3500ပဲရှိမှလေကိုယ်တောင်းပြီးသွားတော့ ဒီပဲချက်ချက်နဲ့စပစ်ကြည့်ပါပါလားခင်ဗျာ ဘာလဲကွာရောတိပဲချားချက်ဆိုတာဘာလဲရော စပွဲထိုင်မှာတုံးပြီးကလည်းကျွန်တော်တို့ဝဆုံးမှုပြောတော့ပါကွာ ဒုက္ခပဲကွာဟဲ့အောင်ဟမ်ဒါလာပြီးတော့တက်မဲ့လူတွေလောက်တာဒီမှာနေရတက်လာတယ်ဆိုပြီးတော့ဟဲ့အောင်လာပြီးတော့ချင်းမထဲနဲ့နော်အဲ့ဒီကိုခင်ဗျားပင်နဲ့ပြန်ပြီးထိုးတယ်ပဲတော့ပေါက်လာရအောင် အောင်ကြီးပါ ဒုက္ခကွာ ကိုပါတော့ တော့ပေါက်ပြီ တော့ပေါ့အဲ့ဒါကွာဘယ်ဖြစ်ရှိရလို့တော့ပါပါပဲပြင်မယ်အောင်လေဘာအောင်လဲဆိုတော့ပြန်လာပြမယ်ရောဒီကြီးကဘူးရအောင် 1500နဲ့ကိုတော့တာမှာ ဘူးရအောင်ဘာသာရလား အောင်နေ ဟမ် ဘလို့ဖြစ်နေတာလဲဟိုဖုန်းလေးလုံးလောက်လို့ကျန်လို့ရှိတယ် အော်ဟုတ်ကဲ့ဟိုဘာမျိုးစားရရတော့မလဲမသိဘူးရှင် ပြောလို့ရရင်ပြီးရောကျဲတဲ့ပုံပေး အောင်တယ်အဲ့လိုပြောလို့ရမလားဟိုလိုချင်တဲ့မျိုးစားအောင်နေတိကျပြမရမှာပေါ့ ဟုတ်ဟိုအခုတို့ငွေဘယ်လောက်အမောက်လောက်သုံးမယ်လို့မှန်းထားလဲမသိဘူးရှင် တပိတ်တာ9000နဲ့နေရ ဖေအောင်လေဘာရှောင်းပြောနေရလဲ အာ sorry ပဲကွာငါမျိုးွားတာလှမျိုးွားတာလှတယ်ကွာလာတယ်ငွေလေးစကောင်းပြောအောင်လေးပြီရွာမှာချမ်းသာတယ်ဘလောက်တန်နေရပဲကောင်းတာပဲပေးရောလှုပ်လိုက်ကောင်းတာတော့ထုတ်လိုက် ပြန်ကောင်းတယ် နာမည်ဘယ်လိုခေါ်လဲ စင်တက်ပါ ဟောဘူးဆန်တယ်နော် ရှင် ဘူးဆန်တယ်လို့ အောင်တယ်ဖုန်းမယ်နာမည်ကဘိုးနာမည်ပဲရှိမှာပေါ့ဖုန်းဘာနာမည်ပေးရအောင်မလဲဘိုးနာမည်ပဲရှိမှာ ဒုက္ခငါဖုန်းမေးတယ်ငါသူ့နာမည်ကိုမေးနေတာနာမည်ဘယ်လိုခေါ်လဲ ဟုတ်ကျမနာမည်ရွှေစင်ပါရှင် လှတယ် အောင်တယ် ဟမ် အောင်တယ် အော်ဖုန်းကိုပြောတာလေလှတယ်တောင်းလဲတောင်းအပြားကြီးလည်းကြီးတယ်အကျန်းခံမဲ့ပုံပဲဒါပဲယူမယ်အဲ့ဒါလေးပဲလှုပ်လိုက်တော့ ဟဲ့အောင်တယ်အဲ့လိုလုပ်လို့မရဘူးလေဒီဖုန်းမယ်ဆိုလဲအဲ့ဖုန်းထဲမှာဘာတွေထည့်မှာလဲနင်ဘာတွေသုံးမှာလဲတေချာဖုန်းကိုဆက်အောင်မှာပေါ့ ။နဲ့ဒုက္ခပဲဟာနားမလဲပေါင်းလဲဝေပြောနေညီမလေးအစီပြအကုန်ထက် နားလေဒီဖောင်းဘယ်လောက်လဲ
အော်အကိုဒီဟာလေဟန်ဆက်ကြီးပဲအား2သိန်းခွဲပါရှင်ပြီးတော့အကိုတို့ဒီမှာဘယ်စင်းကတ်သုံးနေလဲမသိဘူး ဘာကတ်တည်းရှိတယ် ဟော MPT Oridu Telina 3မျိုးရှိပါရှင် ကြားတယ်အကုန်ထဲ ရှမ်းကို3မျိုးလုံးထည့်လို့မရအောင်ရှင် ဟမ်ဘယ်နှမျိုးရလဲ နှစ်ကတ်ပဲရ နှစ်ကတ်ထဲပေါ့ဒီမှာလေးရတယ် ဟုတ်ပြီးတော့လေဒီဆိုင်ကနေပြီးတော့အကိုတို့ဟာဖုန်းကာဗာတွေပါလေလက်ဆောင်ပေးဦးမယ်ရှင် ဟဲ့လားဟောကောင်းတော့ဗောအဆင်ပြေတယ်ဒီမှာလေးအဆင်ပြေဆိုအကုန်လုံးလိုက် ဟုတ်ကဲ့အမကဒီဟာလေးပေါချပြပါ ဒီမှာလေးဒီဖုန်းကဆဲပြီးဆွဲလို့ရလား ရှင်ဘာကြီးလဲဆယ်ပြီးဆိုရဆက်ကီလိုပြောလားမသိဘူး ဟုတ်တယ်လေ အော်ဟုတ်ရတယ်ရှင် ရလားရရင်တစ်ခါဆွဲလိုက်မယ် အော်ဟုတ်ကဲ့ ဒီမှာလေးကိုယ်နာမည်ကိုလည်းမှတ်ထားအောင်နော်ဘူအောင်တင်းတဲ့နေမှာတော့ဘူအောင်တင်းလို့ပဲခေါ်တယ်သူ့နာမည်ကတော့အေးတီတာ ရှင်ဟဲ့ဘာအေးဒီရလဲညဝင်းလေဘဝအောင်တင်းရဲ့တငယ်ချင်းမမြဝင်းလေ အေးပေါ်ပါ ဟုတ်ကဲ့ ဟာဟိုတတဒါကိုယ်ငယ်လေးပတ်ချစ် ဘာကြည့်ဘာကြည့်လား ဟုတ်ကဲ့တရားဝင်လာပါရဲ့ရှင် ဟာလေတစ်ခါဆွဲလိုက်ပြီနော် ဟုတ် နည်းနည်းလုံးပြီးတော့ အာတာအေး နောက်တော့ဖဲနေပါပြီနော်ဖဲသားမှာနေရလေ မဖက်ပါဘူးငါမဖက် ဩဆွဲပြီးနော်မလေးကြိုက်တယ်ကွာငါတော့ရှင်းလေးလေးကိုကြိုက်တယ်ရော မစိုးပါဘူးဟဲ့လှတာပါပဲငါလည်းကြိုက်တယ် အာနေဘောင်မိုက်တယ်ပြောတာဟမ် ဟင်နင်းဝင်လိုက်ဖုန်းကိုပြောလေ လုံးရပြီဟာနေပေါင်းရနေပဲဝင်ပြောတယ်ငါဖုန်းနဲ့ရွှေလေးဆိုတဲ့ကောင်မလေးကိုပြောနေတာဟဲ့တဲသူတွေတော့အပုံကြီးတာတယ်ကွာရောမိုက်တယ်မလား ဟဲ့အောင်လေဖွေးဦးရော အဲ့ဒါပြောတာ ဘာရှိနင်းလေရန်ကုန်ရောက်တယ်အဲ့ဖွေးဦးနာပဲဆိုတာကိုမတက်တော့ဘူး ဟာ तू ကလည်းရန်ကုန်သားနဲ့ပေါင်းပြီးတော့ငါ့ကိုပညာပေးသွားတယ်အဲ့တော့ငါလည်းရန်ကုန်သူတယောက်ယောက်ကိုလက်စားချေတဲ့နေမရရအောင်ငါရှာမယ်ကွာဟဲ့မနေ့ကငါရွှေကင်းလုံးမယ်ကွာရောဒါပဲရော အောင်နေရဲ့ပြီးတော့ဟာပြောမရနဲ့လုံးတော့ဒါပဲနေအချိန်လူတီချာတော့လေ့လာအောင်တော့ ဟာမြောက်ရဲ့နေဒုက္ခပဲဟာငါရန်ကုန်တက်လာတဲ့ရည်ရွယ်ချက်ကွာရန်ကုန်သူတယောက်ယောက်ကိုရှားဖို့ရည်ဒိုးရေးဆိုတဲ့ခံယူချက်နဲ့တန်နေတယ်ငါတက်လာခဲ့တာဒီမှာချင်းရှိကငါလုံးဝဆိုင်ရမှာအချိန်နဲ့ဒီလူလုံးဝမဆောင်ဘူးနော်အဲ့တော့ငါချင်းရှိကလုံးဝဆိုင်မှာဟုတ်ဖြစ်မယ်ငါပဲစီဝဲလုံးမဲဆိုရင်ငါဘက်လာတဲ့90ရလဲအခုဖြည်းဖြည်းဆလျှော့လာအဲ့တော့ငွေရကောင်းလုံးလေးဟာငါဖိပြီးတော့ငါကျိုးသွားတော့မှရမယ်ရန်ကုန်တယောက်လောက်ကတော့ငါအနည်းဆုံးရမ်းအောင်ဖြစ်မယ်ဟာဒုက္ခပဲ နေဖေစီကဒီမှာပတ်စံလေးနှမျောစရာကြီးနော်ဟိုလေပတ်စံမကောင်းအောင်ဒီလိုလေးလုပ်ကြည့်ပါလား ဟာငါဘယ်လိုလုပ်မလဲလို့ ငါ့ကိုလေနေရန်ကုန်တွေလို့အလန်းစားဖြစ်သွားကျင်ပေးလိုက်ပါ ဟမ် ပြောမလေးနေငါ့ကို ဟာဒုက္ခပဲဟာဒီငါကောင်းမလို့နားတော့နေငါလည်းတငယ်ချင်းပဲနော်ဒီပတ်စံမပေးရတဲ့စိတ်ကူးလေးရှုပ်ရှင်နေတိတ်ဘူးလေးကျင်နေလိမ့်မယ်တော်ပြီနော်ငါကတော့ရှန်ကုန်သူရွှေနေလေးကိုရမ်းချစ်သွားပြီအဲ့တော့မနေ့ပြန်စာပြီးငါလုံးမယ်ဒါပဲဒိုးပြီဒုက္ခဖူးဝေဘလို့ဆက်တာခရီးတက်နေတော့ရှားသမားကွာလား ဟာဘယ်ကရာဇမတ်ကိုခရီးပါလာလေဒုက္ခပဲ star 1 2 4 shit ဦးညီဟာရှက်ကဗျာ မင်းကလည်းပြောရာဇမတ်ကိုအဲ့ shit ရဟာဦးညီ ဟာဒါလည်းကွာ ဖုန်းဝေတုံးနေတာလေငါ့ကိုပဲကျွန်တော်ဘယ်ကိုဟိုးရတယ်တဲ့ငါ့ကိုဘယ်ကိုဟိုးရ ဟုတ်လားမင်းဖုန်းလေးကပတ်စံကိုဘူးကခိုးလို့ရမလဲမင်းမင်းတုံးနေတာကိုကုန်ပါဗော အဲ့တော့ကို ဟာငါ TV အေးစေးကြည့်ပြစီကွာ ဟာဒုက္ခပဲဒီလိုဟုတ်ပါပဲဘာလို့လဲငါတော့ကြည့်ဦး ဒီနေ့ကတော့ကြပါ အေးတော့ ဟာဦးညီ ကျွန်တော် Facebook လေးပွင့်ပေးတယ်မှာကျွန်တော်တုံးနေတယ်လို့ပွင့်ပေးတယ်မှာ ငါ Facebook ပဲတုံးတယ် Facebook ကောင်ဖွင့်နေဘူး ဟာအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော် Facebook ရန်တုံးနေတယ်အဲ့ဒါမှကျွန်တော်ခင်မိမှာလေဦးကြီးကျွန်တော်ဖွင့်ပေးတယ်မှာဦးကြီးလို့อ่ะ လွယ်လွယ်လေးမင်းအဲ့ဒီဖုန်းဝယ်ခဲ့တဲ့ဆိုင်မှာတွားပြီးတော့ဖွင့်တယ်သူတို့လုပ်တယ် ဟာအဲ့လိုလားဟာအဲ့ဆိုရမ်းမိုက်ပါမယ်ဘာချစ်ငါတို့ရွှေသေးကတက်ကြောင်လို့ရပြီတစ်ချက်ကုန်ချက်ခဲ့ပဲမိုက်ပါပြီမင်းကဒုံးပြန်ဒုံး အခုလား ခုလေဒုံး ဟော လား မင်းရတယ်ကွာညနေစောင်းနေပြီမနေ့မှသွားအောင် ဟာ ဟုတ်ပါလားကွာမနေ့ကအေးစေးသွားကြမှာ အဲ့ဆိုပြီးရောကွာလည်းမလည်းဒုံးမယ်ရ အေး ဟာဒုံးကိုမမျိုးတယ်ကျွန်တော်ပါ အော်မနေ့ကဖုန်းလာဝယ်သွားတဲ့ကို ဟုတ်တယ် ဇိုင်းကြီးကအရန်နန်းနေတဲ့ခါကျတော့မှမဖြစ်ဘူး ဟာ sorry ပဲဗျာတောင်းမယ်အဲ့လိုပဲဒီဇိုင်းနဲ့ရမ်းလမ်းသွားတာကွာကျွန်တော်ရဲ့ပြဖြစ်နေတာ sorry ပဲနောင်ဖြစ်စီအောင် မနေ့ကဝယ်သွားတဲ့ကောင်အဆင်မပြေလို့နော် ဟမ်ပြေတယ်အားလုံးစင်ပြေတယ်အခုကအဖေးဖို့3မျိုးလာထည့်တာလုံပေါ်မှာ အော်ဟုတ်ကွာအကောင့်ဖွင့်ခိုင်းတာ ကြိုက်တာကဖွင့်လိုက်ညီမလေးရတက်ဖို့နဲ့ရိုက်မယ်အော်စားရီရိုက်မယ်တင်းမယ်အဲ့ဒါလုံးချင်တယ်အဲ့ဒါထည့်ပြီးတော့ ဟုတ်ကဲ့လုပ်ပါမယ်ရှင်
ဒီမလေးလှနန်းဆန်နော် အော်ဟုတ်ကျေးဇူးပါ ရပါတယ် အော်အခုဟို Facebook တော့ဘာနာမည်သုံးပါလဲ ကြိုက်တဲ့နာမည်လားတော့နည်းနည်းညိုဘိုးဆန်တော့ဒေးဗစ်ဘိုအောင်တင်လို့ပေးရင်ကောင်းမလားမိုက်ကယ်ဘိုအောင်တင်လို့ပေးရင်ကောင်းမလားစဉ်းစားနေတယ်ဒီမလေးရဲ့ ဟုတ်ဟုတ် ဒီမလေးဆိုရောဘာပေးမလဲ အိုး ဟိုညီမလေးနာမည်က အော်ရွှေစင်နော် ရွှေစင်ကဘလို့ပေးခြင်းလဲနည်းနည်းစဉ်းစားလိုက်ပေါ့ မိုက်ကယ်ဆိုရင်တော့ပိုကောင်းလားမသိဘူး ဒါပဲဗောမိုက်ကယ်ဘိုအောင်တင်ရန်လန်းသွားပြီရန်ဒီဘိုးဆန်ကိုအဲ့တိုင်းပဲပေးလိုက်တော့လို့အခုဟို profile picture ကဘယ်လိုလုပ်မလဲ လုတ်ချင်တယ်လို့ပြောတယ် ဟုတ်လို့ချင်လို့လုပ်လို့မရဘူးတက်ဖို့မရှိဘူး မရှိရိုက်ဘူး ဟုတ်ရဲလေ ။အော်ရိုက်မလား။အော်ဒါများမလေးကလည်းခဲစီကြတယ်။လာရိုက်မလား ရှင်မဟုတ်ဘူးလေဟမ်မဟုတ်ဘူး ။ဘာလို့လဲ ကိုမကိုတော့ဘော ။ကိုကိုတော့ ဟုတ်တယ် အတူတူမရ အရောက်လေ ။ဟုတ်ဟာ။အမလို့ဟာလို့တို့တော့။တို့လို့ အော်တနေ့ဟိုကလေ Facebook ကောင်းတင်တာလေရင်ဆောင်က9000ပေးရတယ် ဟာတော့မရ။ဒီနေ့လိုက်တာအိမ်မှာပိုးတော့မွေပဲ။နေငါပြရရမ်းချမ်းတာတိုးပြီလေ။မွေးကြီးစကားမပြော။ဘာလို့လုပ်လိုက်လဲ အော် ။ရိုက်ရိုက် ဟုတ်တယ်လေနော် ရိုက်လိုက် 1 2 3 ။ရောက်တို့။ဟာတို့လို့ တဘူးငါမင်းငါပါမစိုးမပါ တို့ ဘူး ဘာမရလဲရောက် နော် ။အာ guys ဘောက်ကြည့်ပြီးဒီပုံတော့ဆွဲလိုက်မယ် ရိုက်တော့မယ်နော် ။อืม အားလိုက်တယ်ရဖိုက်တယ် ဒါပဲဗျာဒါပဲကဲဒီပုံလေးကိုငါသူများလေးလိုပဲတင်လိုက်မကွာနော် အေး ပြီးရင်ငါရွှေစင်လေးကိုဒီကနေလှမ်းပြီးငါတက်လုံး ဟာဟဲ့မင်းရွှေစင်ဒီကကလမ်းမျိုးတက်လို့ အေး ဟာအဲ့လိုလုပ်လို့ရလို့လားရ ဟဲ့အောင်မင်းဒုက္ခပဲကွာရောမင်းတန်လေးရှောက်တွေးနေတယ် မဟုတ်ဘူးလေ ဟဲ့အောင်ငါဓာတ်ပုံရိုက်ပြီးဒီကနေရွှေစင်ကိုပို့မယ်ငါတောင်းပြောတာကွာရော ဘာမှမသိတာဟေးဟေးဟုတ်တယ်ရောနားလေလေမင်းတို့လေ Facebook တုံးမင်းတို့တပုတ်လေးတင်နေတော့ငါဖုန်းတော့ဝယ်ပေးပါ ဖိုးလို့ရှင်အေးပြီးရောငါငွေချင်းစင်ပြေဝယ်ပေးမယ်ကွာရောနော်ငါစိတ်ကြည်တဲ့တနေ့တော့ဝယ်ပေးမယ်မင်းငါမျက်နှာကြည့်နေပေါ့ကွာ ဟမ်မင်းဘယ်တော့စိတ်ကြည့်ပါလဲ တနေ့နေ့ပေါ့ကွာရောမင်းကြည့်နေ ဟာ အာနင်ဘလို့ဖြစ်လာလဲဒီမှာဇာတ်လမ်းတော့ကြည့်နေပါလေဆိုမှတိုက်နေစမ်းမှာ အဒုက္ခပဲအနေနဲ့နေအာယုံနဲ့နေတယ်ငါလည်းငါတို့အာယုံနဲ့ငါတယ်လေနော်လုံးချင်တာလုံးမယ်လေလိုင်းလာပိုးနေ ဟုတ်တယ် နော်တက်နေတကယ်စီနေ လို့စမ်းအောင်ငါ့ပြောက် ကဲမချီရဝါရအောင်ကြားရကွာရငါရွှေတင်လေးကိုလက်ဟိုင်းလိုက်မယ်ကွာ ဘယ်လိုခိုင်း အိတ်ဆိုင်ပေါ့ ဟောအဲ့လိုလားအေး ဟမ် ဟဲ့ တော့တက်နေပြီ အေး အေးဟိုင်းဟိုင်း အဲ့တော့ ဟဲ့အောင်ဘာမှလည်းပြန်ဖို့ရတယ်ရောက်ကိစ္စမရှိငါဗီဒီယိုကောနဲ့ခေါ်မယ်ရောက် ဟဲ့ဗီဒီယိုကော ဟုတ်တယ်ရောက် တာယူလား ဟဲ့အောင်မနှောင်းနဲ့ကွာရောက်ပြောင်းတော့စတီးပဲကောင်းနေရောက် မင်းငါမှမသိတာ မသိလို့နေရောက်ဟာဟဲ့အောင်ဗီဒီယိုကောလည်းမကန်ဘူးကွာရောက်တင်သွားပြီကွာရောက်ဟာဟဲ့တွေးပြီရောက် ဘာလဲ ငါတို့ချမ်းသာမဲ့နေနဲ့တွေးပြီ ဟမ် ဒီဘုံလိုက်လို့ပြီး share ရတယ်ဟဲ့အောင်ငါတို့ပတ်စံနေအများကြီးရပြီ ဟာဟုတ်လား ဟာဟဲ့မင်းကဖုန်းဝယ်ပေးမယ်ကွာရောက် ဟာအဲ့နည်းနည်းလောက်ရ ဟုတ်မယ်ကွာရောက် ဟဲ့လေအဲ့ရှောက်မလုပ်နဲ့ ဟမ် အဲ့ဒါရှောက်လို့အဲ့ဒါတကယ်မဟုတ်ဘူးမင်းကကိုယ့်ရဲ့အကောင့်ကိုလေမင်းဟက်ခါရတာလို့ report ထုတ်ခါရတာလို့ဖြစ်လိမ့်မယ်တကယ်မဟုတ်ဘူးရှောက်မလုပ်နဲ့ အဲ့လိုကြီးလား အာပြီးတော့မင်းအကောင့်လေးကမင်းပတ်စံတွေကိုနှိုက်ယူသွားတယ်လေအဲ့ဒါအများကြီးရှိတယ်ပြန်ဆိုတော့မင်းရှောက်မသိရင်ရှောက်မလုပ်နဲ့အကုန်လုံးရှုပ်ကုန်နေမယ် ဟာဒုက္ခပဲကွာအဲ့ Facebook ရှုပ်ရုပ်ခန့်နေရပဲ အဲ့လိုငါဖုန်းကိစ္စ ရဆူတော့မကွာရောက်မပြားနေရှိတယ်မင်းရတယ်မျိုးဟောတွေ့မယ်ငါဟိုင်းရတယ်ငါ့ကိုပြန်မဟိုင်းအောင်ရောက်ဗီဒီယိုကောလည်းမကန်ဘူးကွာရောက်ဒါငါ့ကိုစိန်ခေါ်လာပဲနော်တွေ့ရသေးတာပေါ့ကွာဟာ မနေ့က Facebook ဖွင့်လိုက်တာအဆင်မပြေလို့လား ပြေဘူးလုံးဝမပြေတာ ဘာဖြစ်လို့လဲ Facebook ဘာရှင်းပြရမယ်ထင်တယ်ပြကြည့်ပါဦး ဟာအဲ့ဒီကိုဘူးညီမလေးညာချက်ပေါက်တွေကနေညီမလေးကို high ဆိုပြီးလှုပ်လိုက်တာဒါပေမဲ့ဒီနေ့ဒီအချိန်ကြီးကိုလုံးဝကြောင်းပြန်ညဗီဒီယိုကောလည်းလားခေါ်ရတယ်လုံးဝမကန်အဲ့ဒါနဲ့ရှင်ထဲမှာမကောင်းတာနဲ့ဒီလိုက်လာတာညီမလေး ဟာအင်တာနက်ဆိုတာအကိုကသမီးကိုဖွင့်ထားမှသုံးလို့ရမှာ ဟို နောက်ပြီးတော့မနေ့ကနေပြီးတော့အခုထိကိုအလုံးမအားလို့ဆိုတော့ online ကိုမတက်ဖြစ်သေးဘူးအဲ့ဒါဘယ်လို့သိမှာလဲ ဟိုပြဿနာလေးကိုတော့ပါပဲအဲ့လိုနားနေရတယ်အရင်နေများနေတယ်မတင်ပေးပါဦးနော် တင်ပေးမယ် နားနေတားနေများနေတော်တော်ရှုပ်နေနော်သိလားဘာပဲပြောပါညီမလေးကတော့နန်းဆန်လာဟုတ်လားရှင်းပြပေးတယ်ကျေးဇူးတင်နေတာဒီည8နာရီကို Facebook မှာတွေ့မယ် okay okay thank you အပါနော်ဒူကွတ်တီဘော
ကွက်တီပဲနော်ကိုနေစားနေကြဆိုင်ရှိတယ်ရာကောင်းတယ်အဲ့ဆိုင်မှာလိုက်ကျွေးမယ်နော်ဟုတ်ပြီနော်မနေ့ပြန်တော့ဂတိနော်လုံးဝမေးလို့မရအောင်နော် Okay thank you ဟာဟိုဆိုင်လေးမှာကြေးကိုလိုက်ကျွေးမယ်ဟိုလည်းပဲထိုင်ဟုတ်ပါဘာမှမစားတော့အဲ့တခါတော့ဝါပြတီးရတယ်ရွှေသေးစားနေတော့ပဲခွေလေးလို့ကြည့်နေတာနော်မိုက်အေးတော့လာလေးကိုကြည့်လို့ခေါ်မလဲတဲသူမလည်းချားကြီးပဲ ဘယ်ကတဲစုမှာတော့ အေးကြီးတော့နေရကြီးတော့ခင်းမကောက်ပါမိုက်ဟိုးဟဲ့ချင်းကောအဲ့ဒါလေးယူရတဲ့နေရာကိုသွားပြန်ထားလိုက်ကျွေးစောင်းမှာလား ရွှေလေးတာလေးနေလိုက်ရွှေတာလေးနေလိုက်ဟောထားလို့ပြောတယ်တိုးလိုက်ကျေးခဏလေးလို့ဆောင်ပြပြန်လာရဲ့နော်ခဏလေးပဲဆောင်ပြောင်းလို့ဟောစားပြီးတော့ဘာလဲနေမပြောမယ်ကွာ အာတော့ပုံစံပြောလို့ရအောင် 哦，都搞了哇！这必要哇呀！我这个当时谁让来接那里呀？要接哦，先没有。哎呀，骗没那种咯，老家的对比， တောင်း300လား 当多少哇呀？哈，对比，没人家的对比哦。要接我们东了哇呀，我自己还包了哇呀，丢不了， 9000 不知道东哇呀，哪来着呀？丢不了， 1000 这厂东了哇呀，别要东了啊，当你包我呀。 အဲ့မှာစက်မကြီးပါလေ 啥问题？哈，对呀，结果没人俺要对的呀，干嘛的呀？ ထိုင်ကုန် 哎，对的呀，哎，台湾俺台湾俺别的回来了，回来，别回来就过台湾我，然后三位天就叫我们第三代个龙没拿钱了没有，俺回来抓一个，哎，三位天我背人瓜呀，背五个大龙的叫背五瓜。 ပုံလေးကျွန်တော်ပုံမှန်ပဲလေစားတဲ့ကြေကြီးတွေချက်ပေးရတာပဲအဲ့တော့ခိုင်းရနေတာပဲ 你也都看呗，我哎，路没正常的，这嘛都过空回来了，都我们背人瓜，好的了，要结果背五瓜呀。 哦အဲ့ဒါဆိုတော့ကိုရှင်းပြီးတာနေတော့ရှက်ဖို့တော့ကောင်းတယ်လူရင်း 啊，都好的，吹的，我溜的哇，吹的厉害，不知道多拿了，要结果你都是龙龙来的，老家的， တောင်း300高中来的，吹的嘞。你那人进来的我把你骗啊！ ဘာဖြစ်ရမှာလဲကျေးဥဆိုင်မှာလေဘာလို့ရှောက်လို့မှမသိဘူးရှက်စရာ 哦，学人了瓜，就人给他吓死人没得，谁说人没得，没谁说你的瓜都卡的，哇，贵啊的。如今对了，表了是干的表了，阿妹了，我疯了，太比了表了，我脾气哪里阿龙，我疯了也表了，好了，喏， နောက်နေ့ထွေးစားလိုက်ရပြီ 啥嘛我学的，啥的你啊？ ဘာပြောလဲ 啊 ，sorry，你妈疯表呢，给咱的小公了喏，你妈拿表呢了，表喂，你啊，你都卡呗，我他妈疯的表，你啥给咱拿表呢？啊，我啥给咱的小公，我比那三多，多，ပြီးရပါ 啊，都卡，喏。 ရွှေစင်လေးချက်တယ်ကွာအရင်ချက်တယ်နော်ကိုလည်းဟိုမပြန်တော့ချက်လိုက်တော့ကွာနော် မဟုတ်ဘူးခဏနေဦးအဲ့ဆိုလို့ရှိရင်မနက်ဖြန်မနက်10:00နာရီကိုစိုင်းအောင်လာခဲ့ရေးကြည့်ရနော် ရွှေစင်လေးကကိုဘွားရဲ့အသက်ကိုဘွားရဲ့အသက်ပဲနေ့ပြန်မနေ့10 နာရီလာရင်ကိုဖြီးပြန်ပေးလိုက်တော့နော်ရှုံးလိုက်မယ်နော်ဒါပဲအရင်ချက်တယ်ဒုက္ခပဲရီးသားရအောင်အောင်နေတော့ကွာဘယ်ပြန်လက်ဆက်ဆက်ရန်ကုန်တယောက်တော့ရအောင်မယ်ကပါစီမပြောဘူးလားရောဟမ်ပြောဘူးလားမြောင်းဝဲညို့ပြောဘူးလား အောင်တယ်နေမလို့သိရတယ်မေးရတယ်နော်နေကငါနေကိုအပြေးပေးမဲ့ကိစ္စကိုငါဘလို့ပြောမှာလဲ အော်နေဟာမင်းလည်းညာဝင်းကြောင်းသိရတာနဲ့ပါဒီလိုကိစ္စမျိုးက तू ကပြောရမှာလားမင်းစဉ်းစားလဲပြောအောင်နော်မင်းလောက်တာညားနေပြီ sorry ပါနေရတယ်ကောင်းလိုက်ပါထားရတယ်နေမငါ့ကိုယူရောက်လို့ကနေသဘောထားတော့တာဘာမစင်တာပြီးဆွဲငါလည်းဆွဲနေရရှုပ်စားနေတာအော်လားဆိုးအဲ့ဒါမှလည်းအော်ရဘူးကြ
အားကြတာဘာလို့ချက်လဲ အကောင်းလားကွာအားကွာ အားရတဲ့တော့ ဒီတဲ့ငါကွာတော့ဟေးရွှေစင် ဟဲ့ကောင်းနေတော့တိုးစုလုံးရောက်လာကြတာပဲ ဟုတ်တယ်လေသူတို့တောင်းမှလည်းမလိုက်ပါနဲ့ဗျာလို့ပြောတယ်ဘလို့မှမပြအောင်အဲ့တော့မထူးလေခေါ်လာလိုက်တော့တာဟောတောင်းအောင်မရတာ ဟုတ်အော်ကောင်းနေလို့နဲ့မိတ်ဆက်ပေးရအောင်မယ်ဒါကလေ၄နိုင်ဦးတဲ့ ဟောဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ်ဗျာ ရပါတော့ ဟုတ်ကဲ့ဗျာ ကိုကိုနဲ့ရွှေစင်တွေကဒီနေ့ကုန်လို့ရှိရင်လက်ထက်တော့မှလေဒါရွှေစင်ချစ်သူရွှေစင်ခင်ရတဲ့ကိုအောင်နေလို့နဲ့တွေ့ရအောင်ဆိုပြီးတော့တမင်ဆိုင်ခေါ်ထားတာ ဝမ်းသာလိုက်တာကိုလေးတောင်ကြီးအရန်ဝမ်းသာတယ်လားတွေ့ရအရန်ကိုပြောတာတော့ဒီစနေလေးအခုရန်ကုန်ရောက်မှခဏလေးသိတာဆိုမိခေါင်းဆွေဟောင်းနေလို့အရန်ရင်းနေအရန်ခင်တာတော့အောင်နေသိခင်တာ ကိုနေတော့တကယ်ချင်းတွေ့ရဝမ်းသာပါတယ်ဟောတဲလေးအောင်ပြောနေသေးတယ်ကိုနေကြောင်ကိုနေကအရေးကြီးရပဲတဲ့တနေ့တမျိုးမယုံနိုင်အောင်တဲ့ ဒုက္ခပဲကွာကြီးရတယ်လို့ပဲပြောရတာမပေါ်ဘူးလို့မပြောဘူးပါ အဲ့လိုတော့မပြောပါဘူးဗျ သတင်းကျုံမင်္ဂလာဆောင်လို့ရှိရင်ဖိတ်စာရေးဖိတ်လိုက်မယ်နော်အကုန်လုံးလာခဲ့ရမယ် ဟာဖိတ်လိုက်မေရောက်လာခဲ့မယ်နော်ဟိုလေနောက်ဖွဲ့ကိုလည်းကြီးပေးမယ်နော်မြခွေဟုတ်တယ်လားဟုတ်တယ် မေဒုက္ခပဲကွာအဲ့လက်ွက်ကြီးကိုမဲသိမှာမင်းခေါင်းနဲ့ငါထည့်ပေးလိုက်မယ်ရဟုတ်ပြီ ဟာကောင်းနေသွားပြီလား ဟုတ်ပြီမင်းဘယ်သွားမလဲ 我现在要我看到了，我都吹出来钱了呀！啊，多比 ရောက်ဘယ်တော့မှ 给你的瓜呀！ ဟာရောက်လာရရ ဘလို့ဖြစ်နေကြလဲမတချင်အေးစစ်စိုးသားမှာဘာမှမလေးလေ 你都好呗啊！你呀这个给你个钱是你把了我，别不会的了，行了，你都好呗。哦， အေးရောအဲ့ဒါငါတယောက်ခေါ်ပဲ 好，你也没有钱你把了我。 အဲ့ဒါကောင်းလေးတယောက်ခေါ်ပဲ 啊，你这骗人了，俺老来最后，你俺是母的，你俺是天的，哎，你找我都好。 အော်တော်ကောင်းတဲ့ငွေချင်းနေအရန်ကိုတရားမျှကြကြပါလေ 你这嘞，奥利，没爹了，把我们都黑都拆来了。啊， လာပြီလာပြီလာလေလာပြလာပြ 哎呀，把钱呀，还别呀，妈呀！ ဟေ့ငါနဲ့စိုက်တူတယ်လေကွာ 哎呀，晒出来我帮我拿表的了呀，是吧？别人家说的表，没不对有些嘛的，表上我提的，买上我提的呀，啊，够提的哇！还有我好的呀，有啊。 အဲ့လေညိုင်းပြီးရှိုးဖို့ပြနေဘယ်ကောင်းလို့ နေရတဲ့မင်းကကလေးလူမသစ္စာတဲ့သစ္စာတရားကြောင့်လေတန်ကြာကျွေးငါလုံးဝအပေါမခံနိုင်ဘူးဟာဆရာတော်ကဆုံးမတော့ငါခေါင်းကဆွဲနေဟာအဲ့ဒါ အော်လေ ဟုတ်လေ ငါမင်းနဲ့နင်းပြန်ပြန်နဲ့ဘာမှလည်းမဆိုင်ဘာလို့ပြောတာတော့ အဲ့ဒါတော့ပါပဲဟာနော်နေကငါကီလီပြကောင်းပါလေလေအနိုးငါဒီလေကီလီကိုထပ်လာခဲ့မယ်လို့ငါပြောရတယ်အဲ့ဒါငါဘူး အော်ဟမ်ငါမူဒါမျိုးကြတော့နင်းမှတ်မိတယ် ဟာဒါမင်းကြမုံတော့အောင်လေနော် တားဖို့ပါရော ဟေ့အောင်လေငါလည်းမင်းနဲ့ပေါ်ရောက်လိုက်ခဲ့ပါ အောင်နေရတော့နိုးပါကီလီကိုလုံးဝခေါ်သွားလို့မရပါဘူးညနိုးလေးစီကိုငါတပွေလေးပဲဒိုးချင်လို့ဟာ အောင်ရလေဟိုမနေ့ကလည်းငါတို့တော့အတူသွားတာပဲဒီနေ့တော့ငါတို့နှုတ်လိုက်ခဲ့မှလေဟာ အေးဟောဖေ ဟာမတူးလေဟာနေဟာဟိုကမနေရဒီနေ့ဟာတူးမမတူးတော့မတူးတော့နေဘာလို့လာပြီးရှင်းနေရလဲဒီမှာညနိုးတွေရတယ်လေငါရဲ့တဲတွေကိုရောင်းနေပြီ ဟမ်ဖြစ်ရမယ်အောင်လေမနေ့ကပဲရွှေစင်းကြောင်းနဲ့အသေးခွဲဒီနေ့ကျတော့မြန်တော့ရင်ဘက်ဟဲကိုရောက်သွားပြန်ပြီ ဟုတ်တယ်လေ မျိုးမျိုးပဲအော်ပါရဲ့ အော်နေကြတော့အော်ရတယ်အော်ပိုင်ဝေးရှိတယ်ဒီမှာအော်နေနော်ခေသူမဟုတ်ဘူးဒိုးလိုက်အောင်မယ် ဟာအောင်လေကတကယ်မခေါ်ဘူးလား ခေါ်ပါရနေရမနာပါ အေးအောင်လေနင်လေခေသူမဟုတ်တော့တေးသူမဖြစ်ဖို့ပဲအရေးကြီးရဲ့သိလားဟမ်ရန်ကုန်မှာလေသူ့ထိုက်ကရှင်ပြီးဆိုတဲ့အများကြီးပဲဘာမှလည်းတောက်တယောက်ကိုကြိုက်ပြန်ပြီကြိုက်တယ်နော် 走了，古人西来接啊。 ဟုတ်တယ်လေအရင်ထူးခြားတာပဲသိလားအရှင်းဆိုလဲကောင်းတယ်ပြီးတော့မျိုးလုံးရင်ထဲမှာထိသွားတယ် နနိုးလေးကိုယူချစ်လား နင်တို့ကိုယူခင်ပါတယ် ဟမ်မဟုတ်လေကိုမေးတာကိုယူချစ်လားလို့မေးတာလေ နင်တို့ကမိတ်ကလေးလေကိုကြီးကနင်တို့ပေါ်ကိုဘယ်လောက်အနုနာခံလဲဘယ်လောက်တင်းကြီးခံလဲဆိုတော့ကြည့်အောင်ပါပေါ့ ဟိုအဲ့ဒါပြောတော့နန်းဆန်နေဆိုအဲ့ဒါနော်ဒီမှာမင်းကလေးဆိုအဲ့လိုမျိုးဖြစ်နေရပါကိုရအဲ့ဒါကြည့်ရကြတယ် အဲ့ရှင်တော့သွားအိတ်လိုက်ပါတော့လားဟဲ့ဘာလို့ဒီမှာပေကပ်ပြီးထိုင်ရတာလဲ 你都考虑，我一路一起呢，我，如果你风过没事，我扫没了。
အောင်နေဒီရက်ပိုင်းတွင်ပတ်စံသုံးတာအများများတယ်နော်ပြီးတော့အိမ်ကလည်းမိုးလင်းကန်နေမှကြီးပဲပြန်လာတယ်ငါမိန်းကလေးချင်းကိုချင်းမဆာမလားပြောတာတော့မဟုတ်ဘူးခဲ့ဒါပေမဲ့အဲ့ကိုကာရာအိုကေကလည်းမျက်နှိုးဆိုတာကောင်းပါလေကဟုတ်တော့ဟုတ်နော် နေတော်လိုက်တော့နော်နေတော်လိုက်တော့နေဖြစ်ပြီဒီငါနဲ့ပတ်သက်တဲ့မိန်းကလေးဆိုလို့ရှိရင်နေတရားမကြည့်မရဘူးပြီးမကောင်းရောနေလျှောက်ပြောနေတော်လိုက်တော့ဟာ ငါရှောက်ပြောတာမဟုတ်ဘူးအောင်တယ်မျက်နှိုးကလေငါမြင်သလောက်တော့နင့်ပေါ်မှာဘလို့မ တော်လိုက်တော့တော်ပြီနော်တော်ပြီဟောဒီပါဖုန်းနဲ့လာနေပြီနော်နေတော်လိုက်တော့ဒုက္ခပဲဟယ်လိုမနိုးလေးဟုတ်တယ်မနိုးလေးရတွေ့နေနေတာတော့ဖြစ်နေတယ်လားဟမ်ဟောတွေ့မှာဗောကျွေးမယ်မဟုတ်တယ်လည်းအများကြီးကျွေးမယ်ဘာစားခြင်းလဲပြောဘေးနဲ့သွားခြင်းလဲပြောနော်အကုန်လိုက်ပို့ရဟုတ်လားဟာအော်ပို့ဝေးမှာဗောလာမယ်ညာတိုင်းလာမှာစိတ်ချမူလာတာကွာတော့ရှိဘူးတော့ပေါ်လာကွာအော်ညာလို့လေးရကိုမရတော့ဝင်ပြန်တော့အိမ်ပြန်တော့မယ်ပြန်တော့လို့လဲဘွားတင်းရဲ့ပြောတော့ခေသူမဟုတ်ဘူးဆိုဒီလောက်ကလေးနဲ့မူးနေပြီလားနင်တို့ချစ်တယ်ဆိုရင်အိမ်မပြန်နေတော့ညဒီမှာပဲအိမ်လိုက်တော့ ဟိုချစ်တယ်မလို့လို့ချစ်တယ်ဒါမှမပြန်လို့မရဘူးလေကွာဟိုကိုရမနေ့ကနေထွက်လာလေပြီးတော့ဒီမှာလည်းသူများအိမ်မှာနေနေရဆိုတော့မကောင်းလေပြန်မရဘူးငွေချင်းညလည်းစောင့်နေပြီသူပြန်တော့ဟို မရဘူးကွာနင်တို့ကအရေးကြီးလားသူတို့ကအရေးကြီးလား အော်မလို့လည်းကွာတော့ကိုရညစ်အောင်လုပ်နေပြီကိုရရုံးထွက်ခတ်တယ်နော်မလို့လည်းတော့ပါဘူး耶，啊，贵毛的啦，你说的哎，贵毛的。ဟုတ်တယ်နင်တို့မှာထားတာကိုကြီးအတွက် special ပြာတက်ချင်လို့မှာပေးထားတာ special 比啊，哦，比啊，那个 special 比啊，细的啦。啊，你说的啥嘞？说了嘞，啊贵啊嘞，老贵别的，我干我了。刀兵。တော့ခါမှလည်းဒီလိုမဖြစ်ဘူးပါဘူးအောင်တယ်တယောက်ခုချိန်ထိပြန်မရောက်သေးဘူး ညောင်းပဲနည်းနည်းသိတဲ့အတိုင်းပဲနော်အောင်တယ်ကလေနေကအောင်တယ်မဟုတ်တော့ဘူးအခုသူ့သဘောနဲ့သူလုံနေတယ်အောင်တယ်ဖြစ်နေပြီဘာမှစဉ်းစားမယ်နော်သင်ပြောရတယ်နားထောင်မှာမဟုတ်ဘူးငါပြောရတယ်နားထောင်မှာမဟုတ်ဘူးကဲပဲလေအဲ့တော့စားတယ်ရှိရစ အဲ့လိုမျိုးမထားနိုင်ပါဘူးခင်ဘယ်လိုပဲဖြစ်ဖြစ်အောင်တယ်ငါအောင်တယ်မယ်ငါရင်လည်းမဘာမှမပြောင်းလဲဘူးသူဘာတွေလုပ်လို့ငါသူ့ကိုချစ်တယ်အခုလည်းအဲ့ကိုကာရာအိုကေမြန်နှိုးဆံမိမတော့တညလုံးအတူတူရှိနေတာပဲနေမှာရန်ကုန်ကမိမတွေကမိမလဲတင်းကျွယ်တွေဟဲ့အောင်တယ်နာမည်ကသာအချမ်းစာသူကရိုးရိုးအားခုတော့ကိုမင်းကတော့သူအဟုတ်မှတ်ပြီးနော်တာယာနာပဲနေမှာ ဦးရလည်းယောက်ျားချင်းဆိုတော့ကိုယ်မြင်လို့ပြင်သိတယ်လို့ပြောရမှာလေဒီကောင်အောင်နေဘာလို့မြင်ပြီးဘာလို့ဖြစ်နေဆိုတာကိုရှင်းနေတယ်ဒီကောင်ကာရာအိုကေကြောင်းနေရတယ်မှာအဲ့ဒီလိုရှိဒီချိန်မှာတော့ပြောနေနော်အဲ့ဒါတော့ပြောတဲ့လူကသူ့ရတယ်လေတဲ့ ကျွန်တော်ဖြစ်နေဖြစ်ပါစေရောဦးကြီးကဦးကြီးပြောသလိုကြောင်းလာဆိုပြဿနာမရှိဘူးတော့ကြလေရုံးမရအောင်နှုံနဲ့နစ်နေတော့မှအားလုံးပြဿနာတွေဖြစ်ကုန်လိမ့်မယ်
ပြောရရင်ဘယ်မှမနေနိုင်တော့ဘူးဟာအခုချိန်ချင်းပဲအမြင်တော့ကားပြီးငါလိုက်သွားရမယ် မင်းဘောငါနေရလဲစောလက်စားတန်းလိုက်နေဟိုတော့ကြောင့်ငါတို့လိုက်သွားလို့ရှိရင်အောက်တော့စိတ်ဆိုးတက်တာရှာနေဦးမယ်နင်ရလဲ ဟာဘာပဲဖြစ်ဖြစ်ဟာခုကသူဒုက္ခမရောက်တဲ့တာမရောက်အောင်မဖြစ်တဲ့တာမဖြစ်အောင်ငါတို့လိုက်သွားမှာလေနင်မလိုက်ပေးလဲနေငါတော့လိုက်သွားမယ် မဟုတ်လေနင် ကဲလိုက်သွားတယ်ပါကွာမင်းကလည်းပြီးမှသားဟိုမှာတော့ဖြစ်နေဥစ္စာကိုသွားစကားကိုလည်းထင်းသေးလေးပြောကြအောင်နော် 你努力，都卡呗瓜，把路木了嘞，都保安员站着没有停过，都卡呗瓜，帮你改嘞。 သူများတွေတစ်မျိုးထင်တော့မယ်ဆိုတော့ချစ်တော့တက်လိုက်တဲ့လူပဲ မဟုတ်ရပါဘူးညကိုရကောင်းရအိပ်ပြောသွားတာလေဟုတ်လား ရှင်အပေါ်လေးရှောက်ပြောနေတယ်နော် ဟာဟဲ့လာတယ်မောင်များဒီမှာညချုံမူပြီးမောက်သွားတာအဲ့ဒါကိုမလာဘူးဇာတ်ရလာကန်ဒုက္ခပဲဗျာနဲ့ရှင်းရအောင် ခင်ဗျားမူဗီမောက်ပါလား ဟုတ်တယ် ခင်ဗျားလူယုံပါသူများသားသမီးကိုစော်ကားပြီးခင်ဗျားအိပ်ပျော်သွားတယ်ကွာဒီမှာတက်တက်ရှိတယ်ဘာကြည့်တော့ ဟုတ်ဟဲ့ဒါကျိုးရမြင်လို့ပုံကငါမဟုတ်ဘူးလားလုံးဝမဟုတ်ကျုပ်ညမူပြီးအိပ်သွားအလုံးဝမဟုတ်ဗျာခင်ဗျာမားနေမဟုတ်ဘူးဗျာ ရှင်ကမှအယူကလာနေမနေနဲ့ ဒီမှာရအတိတ်မိတ်ရရွှေပြောက်နေတာလုံနေတယ်သူများသားသမီးကိုနင့်နာအောင်လုပ်မင်းမတောင်းရှိတယ်မင်းဘယ်လိုလုပ်ပါလဲဟောမှာတက်တက်ရှိတယ်မင်းကိုရဲစကားတိုက် don't like about it. You don't about it. You bother me, don't move ya. You move it in, don't got it. I told you to. ဟဲ့လေဒီကောင်မလေးကိစ္စကိုမရှင်းမဲ့ဒီတိုင်းလေးတွေလည်းအဆင်ပြေတယ်ဘယ်လိုလုပ်ပါပြောရဟာဟဲ့ခဏနေဟုတ်တယ်ဘာဖြစ်လာလဲပညာအိမ်ပြန်မလာတော့ငါတို့လိုက်လာတာ Okay, I do only view. ဟမ် အောက်နေနေဘာဖြစ်လဲငါတို့နားလည်အောင်တခြားရှင်းပြအောင်လေဘာလဲဖြစ်နေတာလဲ ဒီမှာညီတို့လူကညာမူမူယူနဲ့ငါတို့ဆိုင်ရကောင်မလေးကိုစော်ကားလိုက်တယ်အဲ့ဒါဘာလို့ပြင်မပြောဘာလို့ပြင်မလဲပြောရ 我娘没问报过了，弄了做嘛别人谈我的，别我忽悠你说小偷的啊，都我帮我们弄。 ကျမတို့တကယ်ချင်းမှာအဲ့လိုအကျင့်မျိုးလုံးဝမရှိဘူးကျမတို့လုံးဝရှုပ် ဟုတ်တယ်ဟာညီတို့ကရုံနေအခုဒီမှာပြစ်သွားပြီဘာလို့ပြင်မပြောလေရပြောလေကွာ ဟုတ်ပြီလေအဲ့ဒါဆိုရဲစခန်းသွားတိုင်လိုက်လေ 啊，喵喂，露喵的啊！俺那边弄的崩，地缝那么细，我怪得多嘛，我那没想过，没弄啊。 အောက်တယ်နေမဟုတ်ဘူးဆိုနေဘာမှကြောက်ကြမလို့ဒီကိစ္စလုံးဝမရှိုးသားဘူးလို့ငါထင်တယ်နေရှင်မှာငါတို့ညောင်လုံးရှိတယ် ဟုတ်တယ်အော်ဒီမင်းရဲ့ကိုကြီးတရားငါတို့ကကြော်ပြီးသားကွာဟဲ့ဦးလေဇာတ်ကသွားတိုင်ညာ ဟာခင်ဗျားတို့ကလေပြဿနာဖြစ်မှာဆိုလို့ကျုပ်ကဂျားတဲ့ကိုဝင်ရှင်းပေးတာအကြီးမဖြစ်ချင်ဘူးလားအဲ့တော့သဘောပေါက်စမ်းပါ အော်ကြီးတယ်တော့ကြီးပဲရောက်ချင်တဲ့နေရာကိုရအောင်လိုက်ကဲရဲစခန်းသွားတိုင်မယ်ဆိုနော်လေနော်သွားတိုင်မယ်သွားတိုင်မယ်နော် 来အောင်လေ 就来偷没了，哪儿偷？ 喵喂，你这样了，我哪里哈？ တကယ်ငါတို့အားလုံးရှိရနော် နေဘာမှဖြစ်သွားပါဘူးနော် 哦，帮别包哈，我这谁不明呢？你哭都骗了他，我叫哈，我谁不我骗你了哈？ စိတ်မကောင်းဖြစ်ပါနဲ့အောင်တင်ရဲ့ငါဘာမှဖြစ်ပါဘူးငါအခုလိုနဲ့ကိုကြီးရတယ်အချိန်နဲ့ ဒီမှာခုလိုဖြစ်ရတာလေညနိုးချောင်းဟာသူနဲ့ဝေတာနဲ့ပေါင်းပြီးငါ့ကိုလှုပ်ကြံတာသူတို့နဲ့ကလင်းများတွေဟာဘီယာတွေကိုစေးခတ်ပြီးတော့ငါ့ကိုငွေညစ်ချင်တာခုတော့ရဲရခွန်းတို့လည်းချုံလေးရောက်ကုန်ပြီ ဟုတ်တယ်တကယ်ကြီးအဲ့ဒီကိစ္စတွေလေအားလုံးပြီးသွားပြီနင်နာတက်တော့ မြောင်းဝင်ငါ့ကိုခွင်းလို့ပါဟာ အောင်တင်ရဲ့ငါနဲ့ကိုဘယ်တော့မှအပြစ်မြင်လို့လဲ မြောင်းဝင်ကဲတော့လေငါရွှေမုံလေးကျဲနေတဲ့လှတူတွေအချစ်တူတွေကိုပဲငါအဟူကြီးမှတ်နေတာငါဘေးမှာရှိနေတဲ့အချစ်စစ်တွေမေတ္တာစစ်တွေကိုငါမမြင်နိုင်ခဲ့တဲ့ငါမျက်ခမ်းတစ်ကောင်ပါဟာငါကဲတော့လေမျိုးကြီးတူတွေလင်းညာလှည့်ရတဲ့ကောက်ချတဲ့စိတ်တွေကိုလည်းငါလုံးဝရောငါကြောက်သွားပြီလားအဲ့တော့ဟာငါ့ကိုအသက်ပေးပြီးလို့ချစ်ခဲ့တဲ့နင့်ကိုပဲငါရဲချစ်တယ်ငါနေလည်းငါသာယူလိုက်တော့ရှင်းနေရတာ ဟုတ်တယ်တကယ်ပြောတာလား 啊，你给不了我哈。
ဝမ်းသာလိုက်တာရဲ့ဝမ်းသာလိုက်တာနေရလေအဲ့စကားတစ်ခုနဲ့လေငါအခုချိန်သေးဆိုရင်တိတ်လို့ရပြီတိတ်လား အော်နင်ဒုက္ခပဲမလို့ပါနဲ့နှမျောစရာကြီးညမကြားတယ်ဟာနင်တတ်တာနဲ့ငါတို့နေပြန်မယ်ပြင်ပြီးပါလေဖွင့်ပြောပြီးတော့တခါလေးမင်းကဆောင်းလိုက်နော်မင်းကဆောင်းလိုက်လေ9ရက်9ဒီထမင်းချောင်းစီမောင်းတောင်းထိုးပြီးတော့မင်းကဆောင်းလိုက်မယ်ဟုတ်တယ်မလားဒီမှာပြည်သူတို့အိမ်တော်ကျော်တင်တို့တော့6ဝဲပဲဆောင်းတာငါတို့9ရက်ဆောင်းမယ်ဟာသူတို့တရက်တာတယ်ဟုတ်တယ်မလားပြီးရတယ်ဟာတိုင်းတော့ခလေးတို့တီးပွဲပြီးမရှိဘူး ဟာတဲ့အောင်လေစိတ်သေးပါဦးဟောမြောင်ဝဲတန်းရည်လေ မင်းဒုက္ခပဲကွာရောငါနောက်ပြန်အောင်ပြောပြနေမင်းကအခုလည်းဖြစ်မလားကွာဒုက္ခပဲ ကဲမြို့ရောက်တဲ့ဒီလာလေးကြားတယ်ဟုတ်လားချစ်စွာဒီကြတယ်ဒီလိုမျိုးလည်းအဲ့တော့မြို့ကငယ်ချစ်ငယ်လေးငယ်များဆိုတာဒီကခံရတာဘာလို့လဲအဲ့တော့ငါဒီမှာလေညပတ်ပြီးဒီကောင်တဲ့ပြစ်ပြတိုင်ပါလေလို့တော့ကြိုပြီးတော့စတောင်းပြီးဟာ